ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မနက်တည်းတူဘုရားသခင်ကျွန်တော်ကိုနှုတ်ကပတ်တော်အားဖြင့်ဒီနေ့စကားပြောဖို့ကျွန်တော်နှလုံးသားပြင်ဆင်တဲ့နှုတ်ကပတ်တော်ကိုခံယူဖို့ဖြစ်ပါတယ်မနေ့ကတော့ 7am ပေါ့နော်သခင်ယေရှုကသူ့ကိုယ်သူမိသူမိဝါဖြစ်ကြောင်းဥပမာပေးဖော်ပြတဲ့ငါသည်ဆိုပြီးတော့နော်ငါသည်ဘာဖြစ်လဲဆိုတဲ့အရာပေါ့နော်မနေ့ကတော့ကျွန်တော်ငါသည်ယေရှုကဘာပြောလဲဆိုတော့အသက်မို့ဖြစ်တယ်ငါထံသို့လာတော်သူကနောက်တစ်ဖန်အစာအမို့မခံရနော်ငါကိုယုံကြည်တော်သူသည်နောက်တစ်ဖန်ရေငတ်မခံရသခင်ယေရှုကိုစားသုံးတယ်ဆိုတာကယုံကြည်တာပြောတာနော်သခင်ယေရှုကိုကျွန်တော်ယုံကြည်လက်ခံလိုက်ပြီးတော့အသက်တာထဲမှာယေရှုကိုအပြည့်အဝနေရာပေးလိုက်နော်သခင်ယေရှုကိုအုပ်ဆိုးခွင့်ပေးလိုက်နော်အဲ့ဒါကသင်ရဲ့အသက်တာထဲမှာငတ်မှုခြင်းနဲ့ကင်းမှုဖြစ်တယ်နော်ကျွန်တော်တို့လောကအရာဆိုတော့ဘာနဲ့တူလဲဆိုတော့ပင်လေရေနဲ့တူပါတယ်နော်ပင်လေရေဆိုတာတောက်လေငတ်လေပဲဘယ်တော့မှအငတ်မပြေဘူးဒါကြောင့်လောကအရာတွေကကျွန်တော်အသက်တာကိုမပြေဝစေဘူးနော်သင်ရဲ့အသက်တာကိုသင်ဟာငွေကြေးရှိရင်အဆင်ပြေမယ်ဆိုပြီးတော့ပတ်စံနေရှာတယ်ဒါပေမဲ့အဲ့ပတ်စံနေရှိပေမဲ့သင်အသက်တာပြေဝသွားလားဆိုတော့မပြေဝပါဘူးလူဆိုတာအမြဲတမ်းမလုပ်နေလေလိုအပ်အမြဲတမ်းလိုအပ်မှုမရှိတဲ့အသက်တာဆိုတာကနော်သခင်ယေရှုခရစ်တော်ဘုရားနဲ့မိမိအသက်တာကိုဖြည့်ထားတဲ့အသက်တာကသာလေလိုအပ်မှုမရှိတဲ့အသက်တာဖြစ်တယ်ဘုရားကအဲ့ဒီအသက်တာကိုကျွန်တော်ကိုပိုင်ဆိုင်စေချင်တာဒါပေမဲ့ကျွန်တော်တို့ကပတ်စံရှိရင်ငါဘွားကြီးကတော့ပြည့်စုံမယ်လို့ကျွန်တော်အများစုကဘာလို့ကြလဲထင်ကြငါမှပညာတွေနဲ့နော်ပြည့်စုံရင်တော့ငါဘွားကြီးကတော့ငါပညာရှိပြီဆိုရင်အလုပ်ကောင်းကောင်းရှိပြီဆိုရင်နော်ငါဘွားကြီးကတော့ပြည့်စုံပါပြီငါကတော့သူများရဲ့အထက်မှာယာဒူးအာနာတွေရှိရင်တော့ငါဘွားကြီးကတော့ပြည့်စုံပြီလို့ကျွန်တော်ထင်တတ်တယ်တကယ်တော့ကျွန်တော်တို့လောကအရာတွေနဲ့ကျွန်တော်အသက်တာကိုဘလောက်ဖြည့်မပြည့်စုံပါကျွန်တော်တို့အသက်တာကိုအသက်မုံဒီဟုသောယေရှုခရစ်တော်နဲ့ဖြည့်မှာပဲဘာလို့သွားလဲဆိုတော့အသက်တာကစာငတ်မှုကင်းသွားပြီးတော့ပြည့်ဝသွားတယ်နော်ဒါကြောင့်မို့ပျက်စီးတတ်သောအစာကိုရခြင်းကမကြိုးစားပါနဲ့နော်ဒီလောကအစာဘာလို့လဲဒီလောကအရာတွေကပျက်စီးတတ်တယ်ထာဝရအသက်နဲ့မြတည်သောအစာကဘယ်သူစီမှာရှိလဲဆိုတော့ယေရှုစီမှာပဲရှိတယ်နော်အဲ့ဒီအစာကတော့သခင်ယေရှုရဲ့အမိန့်တော်ကိုနာခံပြီးတော့နေ့စဉ်အသက်ရှင်နေမှာဖြစ်တယ်နော်ဒါကြောင့်မို့အသက်ရှင်တဲ့သူကဘာလုပ်တယ်လဲဆိုတော့စာတတ်ပါတယ်နော်ကျွန်တော်တို့အသက်ရှင်နေတဲ့သူဘာလုပ်လဲစာတတ်တယ်ဒါကြောင့်နေ့တိုင်းဘာလုပ်ရလဲစားရတယ်အဲ့ဒါခန္ဓာနော်ခန္ဓာအတွက်ဖြစ်တယ်ဝိညာဉ်ရေးရမှာလေဖျားကိုရသွားတဲ့သူအဲ့ဒီဝိညာဉ်ရှင်သန်လာတဲ့သူကလည်းဘာလုပ်တတ်လဲစာတတ်တယ်နော်ဘာလို့စားလဲဖျားကိုပဲစားတာဖြစ်တယ်လူကဘာလို့စားလဲဖျားကိုပဲစားတယ်ဘာလို့လူကဖျားကိုစားလဲဆိုရင်လူကိုဖျားဖန်ဆင်းတဲ့အခါမှာမြေမှုန့်နဲ့ဖန်ဆင်းတယ်နော်နှာခေါင်းထဲကနေတဲ့ဖျားပါမှုတ်သွင်းလိုက်လဲဆိုတော့ဇီဝအသက်အဲ့ဒီဇီဝအသက်ကဘယ်သူစီရလာလဲဆိုတော့ဖန်ဆင်းရှင်ဖျားစီရလာတာခုနမြေကြီးကဖန်ဆင်းခံနော်မြေကြီးကဖန်ဆင်းခံမြေကြီးနဲ့အာဒံကိုနော်အာဒံဆိုတာဟိုခလေးလေးအာဒံလောက်တာမဟုတ်နော်ဖျားဖန်ဆင်းတဲ့ဟာအရွယ်ရောက်ပြီးသားအာဒံပုံစံလောက်လိုက်တာနော်အရွယ်ရောက်ပြီးသားလူသားအာဒံပုံစံဖျားကလောက်လိုက်တယ်သူ့ရဲ့ပုံစံနဲ့ညီအဲ့ဒီအာဒံကလက်လဲပြီးသွားပြီခြေထောက်လဲပြီးသွားပြီမျက်လုံးလဲရှိပြီနားလဲရှိပြီဒါပေမဲ့မျက်စိရှိပြီမြင်နိုင်သေးလားနားရှိပြီကြားနိုင်ပြီလားမကြားနိုင်သေးဘူးခြေထောက်ရှိပြီလမ်းလျှောက်နိုင်ပြီလားလက်ရှိပြီလှုပ်ရှားနိုင်ပြီလားမလှုပ်ရှားနိုင်ဘာဖြစ်လို့လဲအသက်မရှိသေးလို့ဘာလို့လဲအသက်မရှိသေးလို့အဲ့ဒီအသက်ကဘယ်သူစီရလာလဲဖျားစီရလာဒါကြောင့်မို့အသက်ရဲ့အရင်းမြစ်ကဘယ်သူလဲဖျားသခင်ပဲဖြစ်တယ်ဒါကြောင့်ဖျားသခင်ကအသက်ရဲ့အရင်းမြစ်ဖြစ်တယ်အဲ့ဒီအသက်ရဲ့အရင်းမြစ်ဖြစ်တဲ့ဖျားရဲ့အသက်ကလူအထဲမှာရောက်လာတယ်ဒါကြောင့်မို့လူကခန္ဓာရတော့အစားအသောက်တွေအဝတ်စားတွေရွှေတွေငွေတွေလောကအသုံးဆောင်ပစ္စည်းတွေကိုစာလောင်တတ်ပေမဲ့အထဲထဲကဝိညာဉ်ကဘာအောင်စားလဲဖျားကိုစားတယ်ဘာအောင်စားလဲအသက်ရှင်တဲ့ဖျားကိုမသိခင်မှာလူတွေကတစ်ပင်ကိုကိုးကွယ်ကြတယ်နေကိုကိုးကွယ်ကြတယ်လောက်ကိုးကွယ်ကြတယ်အဲ့ဒါကိုကြည့်ခြင်းအပြင်လူဒီဘာအောင်စားလောင်နေလဲဖျားကိုစားလောင်နေဒါကြောင့် तू ကကိုးကွယ်ခြင်းနဲ့စိတ်ရှိတယ်လူကအမြဲတမ်းကိုးကွယ်ခြင်းတာစာငတ်နေဒါကြောင့်မို့အသက်ရှင်တဲ့စစ်မှန်တဲ့ဖျားကိုမသိတဲ့ခါမှာနတ်ဖျားတွေကိုဘာလို့ကြလဲလူတွေကကိုးကွယ်ကြတယ်ကိုယ်ကောင်းကျိုးပေးမယ်နတ်ဖျားတွေဘာလို့လဲကိုးကွယ်ကြဒီနေ့အသက်ရဲ့အရင်းမြစ်ဖြစ်တဲ့နော်ယေရှုခရစ်တော်ဖျားကိုသင်သိတဲ့အချိန်ကစပြီးတော့
ဘေးရာနဲ့မှတင်းရတတာကိုဖြည့်မပြည့်ပါဘူးအဲ့ဒီယေရှုခရစ်တော်ဘုရားနဲ့ဖြည့်မှာပဲပေါ့သွားလဲပြည့်သွားတယ်ပြည့်သွားနော်ဒါကြောင့်မို့ကျွန်တော်တို့အထဲထဲမှာရှိတယ်အဲ့အသက်ဝိညာဉ်နော်စာတန်လည်းအဲ့ဒါပဲစိတ်ဝင်စားတယ်စာတန်ကလေပတ်စံလို့ကျင်လားသူပေးနိုင်တယ်နော်စာတန်ဘာလုပ်နိုင်လဲပေးနိုင်တယ်ယေရှုတော်မှာပြောတာလေငါ့ကိုရှစ်ခိုးလာအဲ့တဲ့ဒီတိုင်းနိုင်ငံရဲ့ဘုံစည်းစိမ်အားလုံးငါဘာလုပ်နိုင်လဲပေးလို့တော့သူကပေးရတော့အခွင့်ငါးစီမှာရှိတယ်ဒါကြောင့်သင်ပတ်စံလို့ကျင်လေဖခင်တော်ကိုးကွယ်ကြမလို့စာတန်ကိုးကွယ်လိုက်တယ်နဲ့ဘာရလဲပတ်စံရတယ်လောကရာတွေစာတန်ပေးနိုင်လားမပေးနိုင်ဘူးလားပေးနိုင်တယ်ဖခင်လည်းပေးနိုင်ပါတယ်ဖခင်သခင်လည်းပေးနိုင်ပါတယ်ဒါပေမဲ့လောကအရာနောက်လိုက်သွားရင်ဖခင်ပေးတာလားစာတန်ပေးတာလားတခါတည်းခွဲကြရပါလို့သွားလဲခတ်သွားတာဒါကြောင့်မြင်နေတဲ့အရာနောက်မလိုက်နဲ့ယေရှုနောက်လိုက်ဖို့ဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဘဝအသက်တာထဲမှာလူဟာခန္ဓာအသွေးသားနဲ့ရှိသောကြောင့်အဲ့ဒီလောကအရာတွေကိုစာလောင်တတ်တယ်စာတတ်တယ်ဒါကြောင့်မို့အဲ့ဒီအစားကြောင့်မပြဿနာတက်တာမနေ့ကကျွန်တော်ပြောပါတယ်အာရနဲ့အေးပါအဲ့ဒီအသီးတကိုင်းနဲ့ပြဿနာတက်တာနော်ဟိုးကောင်းမကောင်းသိကြရင်ပြီးအသီးကိုသွားစားတယ်အေးတော့ပင်ဟင်းတစ်ခွက်နဲ့ပဲအစားနဲ့ပဲအဲ့ဒီစာလောင်မှုနဲ့ပဲပြဿနာတက်တာစာလောင်မှုနဲ့အဟတ်မင်းဆိုတဲ့ဘုရင်တစ်ပါးရှိတယ်အဟတ်ဒီကြောင့်လေးကိုလည်းဆရာရဲဝန်းထုံးနဲ့ပြောပြတော့ကျွန်တော်တို့ခွန်အားရအဟတ်မင်းအားတဲ့ဘုရင်နော်ဘုရင်ဆိုတော့အားလုံးဘာလို့လဲပတ်စံငွေကြီးချမ်းသာမှုတော်တော်ပြည့်စုံတာပြီးတော့အာဏာလည်းရှိတဲ့ခါကျတော့အချွေရံနေလည်းသူ့မှာဘာလို့လဲအများကြီးရှိတယ်အများကြီးပိုင်ဆိုင်တယ်ဘုရင်ဆိုတာတိုင်းပြည်တစ်ပြည်အကြီးဆုံးပေါ့ဒါပေမဲ့သူ့တတာမပြည့်စုံဘူးတဲ့လိုချင်သေးတာဒါကြောင့်မို့လူကဘလောက်ချမ်းသာရင်တော်ပြီလဲတင်သွားမေးကြည့်ဆရာရဲ့အိမ်လေးတစ်လုံးရရင်တော့တော်ပါပြီနော်ဘာလို့ကိုပိုင်အိမ်လေးရှိရင်တော့တော်ပါပြီဆရာရဲ့ကဲအုတ်ကိုပိုင်တလင်းအိမ်တစ်လုံးရပါတော်ပြီလားမတော်သေးဘူးဆရာရဲ့ဟိုနာဒီနာသွားဖို့ဆိုင်ကယ်လေးတစ်စီးလောက်တော့လိုတာပေါ့ဆိုင်ကယ်လေးတစ်စီးဖျားပေးလိုက်တော့တော်ပြီလားဆိုင်ကယ်နဲ့ဆိုင်ကားလေးနဲ့ဆိုလည်းမိသားစုအားလုံးဆန့်တော့ပိုးအဆင်ပြေတာပေါ့ကဲကားတစ်စီးရရင်တော်ပြီလားမတော်ဘူးဒါကြောင့်မို့ဘာသာရဲ့မှာလေနော်အတော်မတတ်နိုင်တဲ့လူရဲ့ဆန္ဒနဲ့တဲ့ရှားပါတဲ့ကုံစီတဲ့နော်လူရဲ့ဆန္ဒကဘာမလုပ်နိုင်ဘူးလဲအတော်မတတ်နိုင်ဘလောက်ရရင်တော်ပြီလေဘလောက်ရမတော်လူရဲ့အဲ့ဒီအထဲကလောဘလိုချင်မှုဆန္ဒကဘတော်မှအဆုံးမရှိအဲ့ဒါကိုလူတွေကမသိအဲ့ဒီယေရှုကိုကိုးကွယ်ရင်လောကရာတွေရရင်တော့ငါဘဝကြီးပြည့်စုံပြီဖခင်သခင်ကိုးကွယ်တဲ့ခါမှာဒီကောင်းကြီးမင်္ဂလာနဲ့တိုင်းတဲ့ကားနဲ့နေရရင်ဖြစ်ဘတော်မှမပြည့်စုံမိတ်ဆွေဘာဖြစ်လို့လဲလူဟာဘလောက်ရခြေနဲ့တင်းတင်းရောင်ရဲမှုဆိုတာမရှိဘူးရပြီးလို့ချင်းရလေလိုလေပဲရလေချမ်းသာတဲ့သူကပိုလိုအပ်မှုပိုများတယ်ချမ်းသာတဲ့သူကသူ့ရဲ့လိုအပ်မှုတွေဘာလို့လဲပိုများတယ်သူကားလိုလာပြီးချမ်းသာတဲ့ခါမှာအကောင်းစားအသုံးဆောင်ပစ္စည်းတွေအလှပြင်ပစ္စည်းတွေလိုလာပြီးအကောင်းစားအင်ကြီးတွေလိုလာပြီး branded တွေလိုလာပြီးတကယ်ဖက်နဲ့အကောင်းစားတွေလိုလာပြီးချမ်းသာတဲ့လူကလိုအပ်မှုဘာလို့လဲပိုများသွားတယ်ကြားကြီးခြေရာကြီးဆိုတဲ့သဘောတိုင်းပဲ तू ကချမ်းသာလေးသူ့အတွက်လိုတဲ့လိုအင်တွေကပိုများလာလိမ့်ပဲကျွန်တော်တို့10တန်းတော့သင်ရတယ်ဗျစလီဥပုံညာရေးတဲ့နော်အဲ့ဒီရေးတဲ့ပြဆက်ဆိုတာအရန်ကောင်းတယ်လောဘရဲ့အကြောင်းတင်ပြတယ်လူရဲ့လိုရင်ဆန္ဒလောဘအကြောင်းကိုပြဆက်လေးနဲ့တင်ပြတယ်ရေးတဲ့ယောက်ျားရေရောင်းစားတယ်ဘာမှမရှိဘူးနော်ရေရောင်းစားပြီးတော့အသက်မွေးရတနေ့ရေးတဲ့မိန်းမနဲ့တွေ့တော့ तू ကထင်တာဒီသက်တော့ငါအိမ်တော်မကြတော့ဘူးလို့ထင်တာဒါပေမဲ့ရေတဲ့မိန်းမနဲ့တွေ့တော့ဘဝတူချင်းတွေ့တော့နှစ်ယောက်သားစကားပြောတဲ့ခါကျတော့လက်ထပ်ဖို့အကြောင်းဖြစ်သွားလက်ထပ်တာတော့ဟုတ်ပြီလက်ထပ်ပွဲလည်းမကျင်းပနိုင်ဘာမှမလုပ်နိုင်ဒါဆိုရင်ငါတို့အကျဉ်လင်များအဖြစ်နော်လင်များမြောက်ဖို့ရန်အတွက်အခုဘရင်နန်းတက်ပွဲရှိတယ်အဲ့ဒီမှာငါတို့ဘာလုပ်မလဲဆိုတော့မုတ်စည်းတန်းမှာမုတ်ဝယ်စားရင်းနဲ့ဒါအကျဉ်လင်များမြောက်ပြီပေါ့ဒီလိုတတ်မှတ်ရအောင်ကောင်းပြီအဲ့ဆိုမုတ်ဝယ်စားဖို့ပတ်စံရှိလားရေတဲ့ယောက်ျားမေးတော့သူတဲ့ရေရောင်းတဲ့ရတဲ့ပတ်စံလေးနဲ့တဲ့ဟိုးမြောက်မျိုးเจ้าမှာငွေလေးရွေးတဲ့ဘာမှမဟုတ်ပါဘူးငွေလေးဆိုတာအနေချင်းလေးပါအဲ့ဒါလေးပါလို့ထားလဲသူဝတ်ထားတယ်တဲ့အဲ့ဒါဆိုကောင်းပြီတဲ့ရေတဲ့မိန်းမလည်းသဘောတူလိုက်ပျော်ပြီးတော့ပြေးတာသူနေတဲ့နေရာနဲ့အဲ့ဒီဝတ်ထားတဲ့နေရာနဲ့အဝေးပဲတဲ့နော်အဲ့ဒီပြဿနာထဲမှာရေးတာယူဇနာဘလောက်ဆိုတယ်အဝေးပဲတဲ့အဲ့ဒီမှာပြေးတာတဲ့အောက်ကသဲရလဲ
ပူတယ်တဲ့အပေါ်ကနေရလဲပူတယ်ဒါပေမဲ့ तू ကပူလို့ပူမှမသိဘူးပြေးတာဘယင်ကနန်းတော်ကနေမှန်မြောင်းနေကြည့်တော့ဟာဒီတယောက်ဘယ်လိုဖြစ်တာလဲသေလိမ့်မယ်ဒီလောက်နေဘူးထဲမှာအပေါ်ပူအောက်ပူနဲ့သေသွားနိုင်တယ်ခေါ်ခဲ့စမ်းမှာဘာကြောင့်များပြေးနေရတာလဲအဲ့ဒီမှာမေးတော့ဩ तू အိမ်အောင်ကြတော့မယ်ဒါကြောင့်မို့ဘယင်နန်းတက်ပွဲမှာနော်အကျဉ်လင်များအဖြစ်မြောက်ဖို့ရန်အတွက်ဒီအစားတောက်စားဖို့ဟိုးမှာငွေလေးလေးပွက်ထားတာတော့ဟာကွာပေးငွေလေးနဲ့ဒီလောက်ထိအပင်ပန်းခံတယ်ငါပေးမယ်အဲ့ဒီငွေလေးသွားမယူနဲ့ရည်တယ်ကြောက်ပါပြောလေအရှင်မင်းကြီးပေးတဲ့ငွေလေးယူလဲယူပါမယ်ကျွန်တော်ကွက်ထားတဲ့မြောက်မျိုးကြငွေလေးလဲသွားယူပါရစေဟိုမှာစိတ်ကတဏှာလို့ခေါ်တယ်နော်တဏှာဆိုတာဆွဲလန်းမှုကဖြတ်တော့လို့ဆွဲတာဒါကြောင့်မို့ဘုရားသခင်ကလေကျွန်တော်တို့ကိုဘာလို့ဘေးဒုက္ခတွေပေးတွေ့လဲသလားမြေကြီးကိုမဆွဲလန်းဘူးလောကကြီးကိုမဆွဲလန်းဘူးဖခင်ကထာဝရကာလမှာကျွန်တော်အကောင်းဆုံးပြင်ဆင်လာတာကျွန်တော်ကမြေကြီးပေါ်အရာတွေကိုပဲအကောင်းဆုံးလုပ်ထင်တာခလေးမလေးကျွန်တော်မေးတယ်ဆရာလည်းကောင်းကင်နိုင်ငံမှာရေခဲမှုရှိလားဟာဘာလို့ဖို့လဲသမီးလို့ဟိုသမီးရဲ့ရေခဲမှုကြိုက်တာလေကောင်းကင်နိုင်ငံကျရေခဲမှုမစားရင်ဒုက္ခလေဟာအဲ့ဒီရေခဲမှုထက်ကောင်းတဲ့ຢာတွေအများကြီးရှိတယ်ဖခင်ပြင်ဆင်လာတာအစိတ်နဲ့ကျွန်တော်ခံစားချက်နဲ့စကလုံးနဲ့ပြောပြလို့တော့မရလောက်အောင်ကောင်းတဲ့ຢာတွေဖခင်ပြင်ဆင်လာတယ်ဒါပေမဲ့တစ်ခါမှမရောက်ဘူးတော့လေအေးအဲ့ဒီဘလောက်ကောင်းမလဲကျွန်တော်မသိနိုင်ဟာဒါကြောင့်မို့ကောင်းကင်နိုင်ငံမှာဘုရားပြင်ဆင်ထားတဲ့ຢာတွေလေစကလုံးနဲ့ဖော်ပြလို့တော့မရအရင်ကောင်းတာဒါပေမဲ့ကျွန်တော်ကမြေကြီးပေါ်အရသာလေးတွေပဲသိတော့ဩအဲ့ဒါတော်တော်ကောင်းလာပြီထင်တာဤသတို့လားလူမျိုးတို့ခါနာပြီးဆိုတော့ဘုရားပြင်ဆင်တာနိုးနေပြားရည်စီးတယ်တဲ့နိုးနေပြားရည်စီးတယ်ဆိုတာလေကျွန်တော်ငယ်ငယ်တော့ထင်တာဟိုစမ်းချောင်းလို့ပဲပြားရည်တွေလည်းအဲ့လိုချောင်းလို့ပဲစီးတယ်နိုးတွေလည်းချောင်းလို့ကျွန်တော်အဲ့လိုထင်တာတော့ခလေးအတွေးနဲ့ပေါ့ငယ်ငယ်တော့နိုးနဲ့ပြားရည်စီးဆိုတာတင်စားတာနော်တင်စားတာနိုးတွေကအဲ့လိုမြစ်တဖွဲစီးစင်းလောက်အောင်အဲ့ဒီမှာဘာတွေပေါ်များလဲဆိုတော့တလိမ့်ဆန်တွေအကောင်တွေဘာလို့လဲတိုးတွေနွားတွေအရန်ပေါ်များလုံးနဲ့ကြွယ်ဝတယ်လို့ပြောနေတာပြားရည်ကဘယ်ရရလဲပြားတွေကအသီးနှံတွေရဲ့ဝိရည်တွေဘာလို့လဲပန်းတွေရဲ့ဝိရည်တွေဆိုအဲ့ဒီတိုင်းကပန်းတွေနဲ့ဘယ်လောက်လှအသီးနှံတွေဘယ်လောက်ထိဖြစ်ထုံးမလဲဒါကိုပြောနေတာအင်မတန်မှလှပကြွယ်ဝတယ်ခါနန်ပြည်ဖျားပေးမယ်ဒါပေမဲ့ခါနန်ပြည်ဆိုသူတို့ရောက်ဘူးလားတခါမှမရောက်ဘူးတဲ့အတွက်ကြောင့်သူတို့ကသွားရင်းနဲ့ခါနန်ပြည်ကိုမဆွဲလန်းဘာပဲဆွဲလန်းတာအဲဂုရုပဲဆွဲလန်းတာဘာလို့လဲနေခဲ့တာအဲဂုရုမှာနေခဲ့တာဘာအရသာပဲခံစားဘူးလားအဲဂုရုရတာပဲခံစားဘူးလားခါနန်ရတာမခံစားဘူးအဲဂုရုကကြက်သွန်အဲဂုရုကသခွားစီသူတို့စားခဲ့ဘူးတာဒီရတာတော့မသိတာဟိုမှာဒီတဲ့ကောင်းတဲ့ဟာဖျားပါလို့ထားလဲပြင်ဆင်ထားတယ်သူတို့အဲ့ဒါမသိတော့အဲ့ဘက်ကိုမဆွဲလန်းအောင်အဲဂုရုပဲဘာလို့လဲဆွဲလန်းဒါကြောင့်မို့ဣသရေလလူမျိုးတွေကိုလေဘုရားသခင်ကအဲဂုတုမှာဆက်ဆက်ရောက်တော့ဂေါရှင်ဆိုတဲ့အရက်မှာနေရတယ်။အီဂျစ်နိုင်ငံရဲ့ဂေါရှင်ဆိုတဲ့အရက်ကအရန်ကိုစိုက်ပြောမြေကောင်းတော့တယ်။ဒါပေမဲ့ဘုရားသခင်ကယောသက်ကိုမသိတဲ့ဖာရောဘုရင်လည်းတက်လာအောင်ဣသရေလလူမျိုးတွေဘာလို့ချင်းခံရလဲ။ညင်မဲ့နှိပ်စက်ခြင်းနှစ်400လောက်ခံရ။သူတို့430မှာအဲဂုတုမှာ430ကနေမှပြည့်မှထွက်လာ။နှစ်400လောက်ကသူတို့ဘာလုပ်ခံရလဲ။ကြုံပြုတ်ခံအဖေလဲကြုံသားလဲကြုံမြေးလဲကြုံမြစ်လဲကြုံမျိုးဆက်40လောက်ရှိတယ်ကြုံခံရတာအဲ့တော့ကြုံခံရတဲ့အခါမှာဒုက္ခရောက်တဲ့အခါမှာဘယ်သူအဲဂုတုမှာနေခြင်းလဲလို့မေးကြည့်လိုက်ဘယ်သူမှမနေခြင်းနော်အကယ်၍သာအဲ့ဒီလိုဒုက္ခဆင်းရဲခြင်းတွေမရောက်ဘူးဆိုရင်မောရှေကမင်းတို့ကိုဘုရားသခင်ခါနန်ပြည်ကိုပို့ဆောင်မယ်အားလုံးထွက်ခဲ့ပါဘယ်သူထွက်မလဲမင်းအမေတယောက်ထွက်ကောမောရှေငါတို့တော့မထွက်နိုင်ဒီမှာအဆင်ပြေတယ်ဒီမှာစိုက်ပျိုးလို့ကောင်းတယ်ဒီမှာစီးပွားရေးတွေဘာလုပ်နေလဲအဆင်ပြေနေတယ်ငါတို့ကောင်းကောင်းအိမ်ထဲနေရတယ်ကောင်းကောင်းစားရတယ်အဲဂုတုမှာဒုက္ခဆင်းရဲတာမရောက်ရင်ဣသရေလလူမျိုးတွေဘယ်တော့မှအဲဂုတုကမထွက်ဘူးဒါကြောင့်ဘုရားသခင်ကဘာပေးတွေ့လိုက်လဲဒုက္ခဆင်းရဲခြင်းကိုပေးတွေ့လိုက်တယ်ပေးတွေ့တာတော့မှခေါင်းမာတဲ့ဖာရောဘုရင်ကိုပို့တော်မှမာစေလိုက်သေးတယ်အဲဒီဒုက္ခတွေရောက်တော့မှတယောက်မှမနေခဲ့ခြင်းကိုအသက်ကြီးဆုံးသူကစပြီးဟိုခလေးထိထွက်မယ်အားလုံးထွက်မယ်ဒါကြောင့်အဲဂုတုမှာတယောက်မှမကြံခဲ့အဲဂုတုမှာတယောက်မှမကြံတယောက်တလေနေခဲ့မယ်ဆိုတော့တယောက်မှဘာလို့မရှိတာလဲဒုက္ခဆင်းရဲခြင်းဘယ်သူမှမနေကြဘူးဒီနေရာဒါကြောင့်ဘုရားသခင်ဟာဒီလောကကြီးထဲမှာကျွန်တော်တို့ဘာလို့အခက်အခဲတွေပေးတွေ့လဲဒီလောကကြီးကိုဆွဲလန်းသွားမှာဆိုလို့ COVID-19 အချိန်ကာလတော့ပြန်တရိယာကြည့်ပါဒီလိုလူအများကြီးဖျားရှိခိုးကိုမပြောနဲ့ကိုယ်အိမ်ထဲကလူအောင်ကိုနှုတ်ဆက်လို့မရဘူးအိမ်ပြန်ရောက်တော့လည်းအဝတ်စားတွေကုန်ချုပ်ဝတ်လျှော်တွေဟိုအလုံးနှာခေါင်းစည်းတွေတက်ပြန်ချပြီးလက်ဆေးလက်ကိုလည်းခဏဆေးပြီးရင်ဘာလို့လဲဂျင်းပြုတ်ရည်တော့နော်ဂျင်းထဲတယ်ဆိုတာလေ
နော်အဲ့စကားအမှတကယ်မှန်တာဂျင်းနေထည့်ရတခါလာလဲဂျင်းအနှံ့ရသေးလားကိုပြန်စစ်ကားတယ်အနှံ့လိုက်ရှူကြည့်ရတယ်နော်ကိုဗစ်ကာလာမှာတော်တော်လှုပ်ရှုပ်တာဗျနော်အိမ်ထဲအိမ်ပြန်လာလို့ရှိရင်လေဟိုက်မဝင်နဲ့အိမ်ထဲမှာအကုန်ချို့ပြီးတော့မှဝင်ပြီးတော့တယောက်နဲ့လက်ဆွဲနှုတ်ဆက်ဖို့နှုတ်ဆက်လို့မရဘူးတထောင်နဲ့ထိရတာနဲ့ဘာနဲ့တော်တော်ခွာတီခွာချက်တော်တော်နိုင်တာနော်နေရထိုင်ရတာတော်တော်အဆင်မပြေဘူးအဲ့ကိုဗစ်နဲ့တော့ဖယားသခင်ဘာပေးသိလိုက်သလားအလုတ်သွားမဲ့သူလည်းအလုတ်သွားလို့မရလူတွေအားလုံးဒုက္ခရောက်ဘုရားသခင်ကဒီလောကကြီးထဲမှာတစ်ချက်လေးပြလိုက်လူတွေကိုဒီလောကကြီးကိုမခင်တွယ်ဖို့ဒီလောကကြီးထဲမှာမင်းဟာဧည့်သည်နော်တစ်သလုံးနေရမှာမဟုတ်တော့အဲ့လိုမှမပြရင်လူတွေကဘာပဲခင်တွယ်တာအဲ့ဒါတော့မှလူကဒီလောကကြီးထဲမှာကုတ်ကပ်ပြီးတော့နေဦးမှာရသလောက်နော်တချို့ကဒီကဘာကြီးထဲမှာအဆင်မပြေတော့ဘယ်သွားအောင်မလဲလကဘာသွားမယ်ပတ်စံရှိတဲ့သူတွေကနော်လကဘာသွားမယ်အင်္ဂါကျူသွားမယ်တဲ့လှုပ်ပြန်အောင်လကဘာမသွားတော့မသေးတော့ဘူးလားသေမှာပဲအင်္ဂါကျူသွားတော့မသေးတော့လားသေမှာပဲလေဒါပေမဲ့လူကရသလောက်လေးမှာဒီလောကီစီးစိမ်ကိုဘာလို့ချင်လဲခံစားခြင်းကာမဂုဏ်စီးစိမ်ကိုဘာလို့ချင်လဲခံစားခြင်းအဲ့ဒါလူရဲ့တဏှာဆွဲလန်းမှုဒါကြောင့်မို့ရေသေးရစမှာရေသေးယောက်ျားဆွဲလန်းတာအဲ့ဒီမြောက်မျိုးကြဘယင်ပေးမယ်ဆိုမရဘူးကဲကွာဒါဆိုမင်းကဒီတဲ့ပုံများတဲ့ပမာဏမင်းချမ်းသာတော့ငါပေးလိုက်အရှင်မင်းကြီးပေးတဲ့အဲ့ဒီချမ်းသာလောက်ရှိဒီများပြားတဲ့ပမာဏကိုလည်းကျွန်တော်ဘာလုပ်မလဲယူမယ်တဲ့ငွေဘလုံးကပြောလို့ပါဒီတဲ့ချမ်းသာတဲ့များတဲ့ငွေပမာဏပေးလဲမရပြန်အောင်နောက်ဆုံးဘယင်ကဒီလိုလုပ်ကွာတဲ့အခုငါဘယင်တဲ့ငါပြီးရင်မင်းမဲတဲ့မင်းကငါအိမ်ရှိမင်းသားယာတူချီးမြှင့်လိုက်မယ်တဲ့ဒါဆိုမင်းကအချမ်းသာဆုံးတဲ့ယာတူကြီးဆုံးငါပြီးရင်မင်းမဲတဲ့ဘယင်ကချီးမြှောက်လိုက်ဘာလုပ်တယ်မလဲအိမ်ရှိမင်းသားလည်းဖြစ်ရောမဲသူ့ရဲ့စစ်တီရဲမတ်တွေနဲ့အဲ့ဒီငွေလေးကိုမရမကဘာလို့လဲလူရဲ့တဏှာဆွဲလန်းမှုကဖြတ်တောက်ရခတ်တယ်အဲ့ဒါကိုသူကတင်ပြထားတာဒီနေ့ဘယင်နဲ့တောကစားထွက်တဲ့အခါမှာဥယျာဉ်တစ်ခုမှာဘယင်ကသူ့ပေါင်ပေါ်မှာမောလို့တန်လျက်ကလည်းဘေးနားမှာဒါအခွင့်အရေးပဲအခုနေများသာဒီတန်လျက်နဲ့ဘယင်ကိုထိုးတက်လိုက်ရင်ငါဘာဖြစ်ပြီလဲဘာလို့သူ့ရဲ့အထက်မှာဘယင်တယောက်ပဲကျန်တော့လေအဲ့ဒီဘယင်မရှိသူဘာဖြစ်လဲတလောက်ထိတော့လူရဲ့လောဘနော်ဘာမဟုတ်တဲ့လမ်းဘေးမှာရေရောင်းစားတဲ့လူကနေပြီးတော့ချမ်းသာရုံမကောက်ဘူးတိုင်းပြည်တစ်ပြည်ရဲ့အမြင့်ဆုံးအနေထားရောက်တော့မှတင်းနိုင်တာမတင်းနိုင်ဘူးအဲ့ဒီဘယင်ကိုဘာလုပ်မလဲတတ်မယ်ငါအကြီးဆုံးလုပ်မယ်ကဲ तू ဘယင်ဖြစ်ရော तू တင်းနိုင်ပြီလားသူ့ထက်မှာဘယ်သူမှမရှိတော့ तू ဘယင်ဖြစ်ပြီတင်းနိုင်လားသူများနိုင်ငံထပ်သိအောင်မယ်သူများတိုင်းပြည်ဘာလုပ်မလဲထပ်ပြီးတော့သိမ့်ပိုင်အောင်မယ်ဒါကြောင့်မို့လူရဲ့လောဘဆန္ဒဒီနေ့ကမ္ဘာမှာဖြစ်နေတဲ့စစ်ပွဲတွေလူရဲ့လောဘဆန္ဒဘာမလုပ်နိုင်ဘူးလဲအတော်မတတ်နိုင်အဲ့ဒီလောဘဒေါသမောဟတွေကြောင့်လူတွေကဘာလုပ်နေရလဲဒုက္ခရောက်နေတာဒါကြောင့်မို့ तू ဘယင်ကိုလှုပ်နိုးလိုက်ရှင်မင်းကြီးတဲ့ကျွန်တော်မခံနိုင်တော့ဘူးကျွန်တော်ဒီယာလူလည်းမယူတော့ဆို तू ဘာလုပ်သွားလဲတော့အဲ့ဒီလောဘဒေါသဆန္ဒတွေချုပ်ငြိမ်းမှုအတွက် तू ဘာလုပ်သွားလဲတောထွက်သွားတယ်ဇလန်းလေးအမှဆုံးတာကျွန်တော်တို့ရဲ့လောဘဒေါသမောဟတွေချုပ်ငြိမ်းမှုအတွက်ကျွန်တော်တို့စူးစမ်းလုပ်ယူလို့ရလားမရဘူးဒါကြောင့်မို့ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့အတွက်ဘာမှသိခံလဲလောဘကတိုင်မှာသိခံတယ်ငါဟာအသက်မဟုတ်ဖြစ်တယ်မင်းရဲ့အသက်တာထဲမှာငါ့ကိုလိုအပ်တယ်ယေရှုကိုလည်းရအောင်ဘဝပြည့်စုံသွားတယ်လိုအပ်မှုမရှိတော့အဲ့ဒီသခင်ယေရှုနဲ့ကြည်နှက်သွားတာသင်ဟာယေရှုနဲ့မကြည်နှက်သေး၍သင်ရဲ့သက်တာထဲမှာလေအမြဲတမ်းစိတ်ဆင်းရဲနေရလိုအပ်မှုတွေကဘာလုပ်နေအောင်မလဲရှိနေမှာသိန်း100ရှိတယ်သင်မကြည်နှက်နိုင်သိန်း1000ရှိလဲမကြည်နှက်နိုင်နော်ကိုပိုင်အိမ်ကိုပိုင်ကားခြံနေတိုက်တွေရှိလဲသင်မရသေးဘူးကိုပိုင်လေရင်ရှိတာမှမရသေးဘူးဗျာနော်ဘလို့မှလူဟာကြည်နှက်တင်းတင်းရောင်ရဲနိုင်တဲ့အစွမ်းမရှိဘူးအဲ့ဒါလူအထဲမှာရှိတဲ့အဲ့ဒီလောဘဒေါသမောဟကြောင့်ဖြစ်တယ်အပြစ်တရားကြောင့်ဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီအပြစ်တရားအားလုံးတော့ယေရှုသည်လက်ဝါးကတိုင်မှာကိုးစားအပြစ်တရားဤခသေခြင်းကိုဘာလို့ပြောလဲခံပေးသွားတယ်၃ရက်မြောက်သောနေ့မှာသေခြင်းကရှင်မြတ်ထားမြောက်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကိုသင်ယုံရင်လောဘဒေါသမောဟတွေကင်းစင်ပြီးတော့သင်အထဲမှာဘယ်သူကနေရာယူမလဲယေရှုကနေရာယူမယ်ဒါပေမဲ့ခရိယန်တွေလည်းဘာလို့လောဘဒေါသမောဟနဲ့အသက်ရှင်နေကျမ်းစာဖတ်တိုင်းဘာလို့အဲ့ဒီရွှေတွေငွေတွေပဲမြင်ရတာလဲဖခင်ကြောင့်တက်တိုင်းဘာလို့လောကီစည်းစိမ်ကိုဝယ်ရဖို့အတွက်စဉ်းစားရတာလဲဘာဖြစ်လို့လဲသလားအဲ့ဒီအထဲထဲမှာရှိတဲ့ယေရှုနဲ့မတင်းတိမ်မယောင်ရဲတက်လို့ဖြစ်တယ်ယေရှုရှိခြင်းကသူ့ရဲ့ကြွယ်ဝခြင်းလို့မသိသေး၍ तू ကပတ်စံလုံနေအောင်ပါယေရှုရှိခြင်းကသူ့ရဲ့အောင်မြင်လို့မသိသေး၍ तू ဟာလောကမှာသူများထက်မှာနေဖို့ဘာလို့အောင်မလဲကြိုးစားရုန်းကန်တွန်းထိုးအောင်ပါဒ
ဒီနေ့လောကမှာဘုရားသခင်အသင်ကိုချီးမြှောက်နိုင်ပါတယ်သင်လိုတဲ့ငွေကြေးတွေဘုရားပေးနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီຢာတွေနဲ့သင်ဘဝကိုရောင်ရဲတင်းနေဖို့မကြိုးစားနဲ့အဲ့ဒီຢာတွေကသင်ကိုဘယ်တော့မှကြည်နက်အောင်လုပ်ပေးနိုင်မှာမဟုတ်ဘူးဘယ်သူကပဲသင်ကိုကြည်နက်စေမှာလဲယေရှုခရစ်တော်ဘုရားရှိခြင်းကပဲသင်ကိုကြည်နက်စေမှာဒါကြောင့်မို့ယေရှုရှိခြင်းကသင်ရဲ့စီးစိမ်လို့သင်မသိသေးယေရှုရှိခြင်းကသင်ရဲ့ချမ်းသာလို့သင်မသိသေးယေရှုရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းပဲလို့သင်မသိသေးသင်ဟာလိုအပ်မှုတွေနဲ့ဒီနေ့စိတ်ဆင်းရဲနေအောင်ဖြစ်တယ်အဲ့ဒီယေရှုရှိခြင်းကသင်ရဲ့ချမ်းသာခြင်းလို့သင်သိယေရှုရှိခြင်းကငါရဲ့ကျမ်းမာခြင်းလို့သင်သိသင်အခုယောဂရှိနေတာမှအေးစေးပဲယေရှုရှိခြင်းကသင်ရဲ့ကျမ်းမာခြင်းလို့သင်သိသင်ရဲ့အခြေအနေကယောဂထဲမှာရှိတော့ဟာအေးစေးပဲယေရှုရှိခြင်းကငါရဲ့ကျမ်းမာခြင်းမှာငါခန္ဓာကိုယ်မှာဘယ်လိုပဲဖြစ်ဖြစ်ဟာသင်အေးစေးဖြစ်သွားတယ်အဲ့ဒါလောကကိုအောင်တယ်အတ္တတာလို့ခေါ်တယ်ဒါကြောင့်ခြေတော်စီတိုင်းသခင်ယေရှုရှိခြင်းကကျွန်တော်တို့ရဲ့ပြီးပြည့်စုံခြင်းပဲယေရှုရှိခြင်းမှာသင်ဘဝကိုကြည်နက်တတ်ပါစေအဲ့ဒါဆိုရင်သင်ကိုဘယ်လောကအရာကမှလာပြီးတော့ဆွဲချလို့မရတော့ဘယ်အခြေအနေပဲကြုံကြုံသင်ဟာငြိမ်သက်အေးချမ်းမှုနဲ့ဘဝကိုကြည်နက်ပြီးတော့မလုပ်နိုင်ပါလဲဒီနေ့သင်ဘဝသင်ကြည်နက်ရဲ့လားထပ်ပြီးတော့ချမ်းသာခြင်းသေးတယ်မလားထပ်ပြီးတော့အောင်မြင်ကြော်ကြားခြင်းသေးတယ်မလားထပ်ပြီးတော့သူများအထက်မှာနေခြင်းသေးတယ်မလားကြိုးစားတာမမပါကျွန်တော်တို့ကြိုးစားအားထုတ်တာလုံးဝမမပါသင်ရဲ့ပညာတွေသင်တာလည်းမမပါသင်စီးပွားရေးလုပ်တာလည်းမမပါဒါပေမဲ့အဲ့ဒါတွေရှိမှသင်ဘဝပြည့်စုံမယ်လို့သင်ခံယူထားရင်ဘယ်တော့မှမပြည့်စုံယေရှုရှိခြင်းကငါရဲ့ပြည့်စုံခြင်းပဲလို့ခံယူလိုက်ရင်တော့အဲ့ဒါကိုသင်ယုံကြည်လိုက်တော့သင်ဘဝရဘာလို့တော့မလဲပြည့်စုံသွားဖြစ်တယ်ဒါကြောင့်မို့ယေရှုကငါသည်အသက်မုံဖြစ်တယ်တဲ့ငါထံကိုလာတဲ့သူဟာတဲ့နောက်တစ်ပံစာမုတ်ခြင်းကိုမခံရတော့ဘူးတဲ့ငါကိုယုံကြည်တော်သူဟာနောက်တစ်ဖန်ရေငတ်မခံရတော့ပြေဝသွားတဲ့အတ္တတာကြည်နက်တဲ့ပြည့်စုံတဲ့အတ္တတာကိုသင်ကပိုင်ဆိုင်အောင်ဖြစ်တယ်ဒီတမန်တရားကိုသင်သိရင်သင်လွတ်ပြီဒါပေမဲ့အဲ့ဒီတမန်တရားကိုသင်မသိသေးမဝင်ခံနိုင်သေးတဲ့၍ကျွန်တော်တို့ကဝင်ခံတယ်ဆိုတာလေငါချမ်းသာပြီငါချမ်းသာပြီချမ်းသာဖို့တော့ဘာလုပ်နေရလဲဝင်ခံနေတာတကယ်တော့သင်ကချမ်းသာပြီးသားပဲယေရှုကိုရရသင်ကဘာနဲ့ပြည့်ပြီးသားကောင်းကြီးနဲ့အေးအဲ့ဒါကိုသင်ကဝင်ခံရမယ်စားဘာဖြစ်ဖို့ဝင်ခံနေရလဲဒါကြောင့်မို့ခုနက give thanks ဆိုတဲ့ချင်းလေးမှာလေတချို့ကဘလို့အတွေးခေါ်နေဆိုရသလား let the weak say I am strong ဆိုတဲ့အခါမှာဟာအခုမကျမ်းပါအောင်မလားမကျမ်းပါလေလို့ဝင်ခံလိုက်ပါဖြစ်သွားမလဲကျမ်းပါသွားမယ်မဟုတ်ကျွန်တော်ကျမ်းပါပြီးသားတန်ကြက်တော်အဖြစ်ငါတို့အနာသည်ပျောက်လျက်ရှိတယ်ကျမ်းပါပြီးသားအဲ့ဒီကျမ်းပါခြင်းကခန္ဓာမှာကျမ်းပါသွားမှာကျမ်းပါတာမို့ယေရှုရှိခြင်းကငါရဲ့ဘာလို့ပြီးသားဟာကျွန်တော်တို့ကကြွယ်ဝပြီးသားတချို့က let the poor ငါဆင်းရဲတယ်မလားဆေးပြောလိုက်ပါ I am rich ဟာငါချမ်းသာတယ်ငါချမ်းသာတယ်မနေ့တိုင်းချမ်းသာတယ်လို့ပြောရင်ဘာလို့လာမလဲဟာချမ်းသာလာမယ်ဩဒါဆိုသင်ကမချမ်းသာသေးဘူးပေါ့သင်ကဆင်းရဲနေတော့မယ်ယေရှုရှိခြင်းကသင်ရဲ့ချမ်းသာခြင်းကြွယ်ဝခြင်းလို့သင်သိသွားရင်သင်ကချမ်းသာလာဖို့တော့ဝန်ခံတာမဟုတ်တော့ဘူးအဲ့ဒီယေရှုကငါရဲ့ချမ်းသာခြင်းလို့သင်ကဘာလို့လာလဲဝန်ခံတတ်သွားတာကျွန်တော်ဝန်ခံမှုတွေကမှားနေတာတခုခုဖြစ်လာဖို့တော့ဘာလို့လာလဲဝန်ခံတာတကယ်တော့ what the Lord has done အလုံး it is finished အမှုဖြစ်လာဖို့တော့ဝန်ခံတာမဟုတ်ဖြစ်ပြီးသားအဲ့ဒီယေရှုရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းယေရှုရှိခြင်းကသင်ရဲ့ချမ်းသာခြင်းယေရှုရှိခြင်းကသင်ရဲ့ကောင်းကြီးပဲအဲ့ဒါကိုမသိသေးသင်ဟာထပ်ပြီးတော့မလုပ်အောင်မလဲထက်ရဖို့တော့ဝန်ခံနေတာမှားနေတာရေလိုက်လွဲနေတာဒီနေ့သင်ရဲ့ဘဝတရားမှာသင်လိုအပ်တဲ့အရာတွေကိုဘုရားပေးနိုင်ပါတယ်သင်လိုအပ်တဲ့အောင်မြင်ခြင်းနဲ့သင်လိုအပ်တဲ့ဒီလောကထဲမှာချမ်းသာကြွယ်ဝခြင်းနဲ့အားလုံးဘုရားပေးနိုင်ပါတယ်အဲ့ဒီတော့ဘာမှစိတ်ပူစရာမလိုအရေးကြီးတာသင်ဟာအဲ့ဒါတွေရှိမှငါဘဝပြည့်စုံမယ်လို့သင်ရဲ့ကြည်နေခြင်းကိုအဲ့ဒီຢာတွေပေါ်မှာထားရင်မှားပြီမိတ်ဆွေသင်ရဲ့ပြည့်စုံခြင်းကယေရှုရှိခြင်းကသင်ရဲ့ဘာလို့ခြင်းလဲပြည့်စုံခြင်းဖြစ်ပါတယ်နော်ဒါကြောင့်မို့ရှင်းခရင်ခန်းကြီး30အပိုင်ငယ်9မှာရှင်းခရင်ခန်းကြီး30အပိုင်ငယ်9မှာနောက်ထပ် I am တခုပေါ့နော်ယေရှုကသူ့ကိုယ်သူပြောလဲဆိုရင်တော့အဲ့ဒီရှင်းခရင်ခန်းကြီး30ထဲမှာပဲတော့နှစ်ခုပြောထားတယ်နော်ရှင်းခရင်ခန်းကြီး30အပိုင်ငယ်9ငါသည်တကားဝဖြစ်၏ငါဖြင့်ဝင်တော်သူသည်ဘေးနှင့်ကင်းလို့လျက်ထွက်ဝင်၍
ကျက်စားရာရက်ကိုတွေ့ရလိမ့်မည်သခင်ရှုကသူ့ကိုယ်သူပြောဘာပြောလဲငါသည်တကားဝဖြစ်တယ်သူကတကားပဲတဲ့သူ့အဖြစ်ပဲဘာလို့ရမလဲဝင်ရမယ်တဲ့သူ့အဖြစ်ဝင်ရင်တဲ့ဘာဖြစ်လိမ့်မယ်ဘေးနဲ့ကင်းလို့လျက်ထွက်ဝင်၍ကျက်စားရာကိုတွေ့ရလိမ့်မယ်သခင်ရှုကသူ့ကိုယ်သူဘာပြောလဲ I am the door ငါသည်တကားဝဖြစ်တယ်ငါသည်တကားဝဖြစ်တယ်ဒါကြောင့်ယေရှုကသင်ရဲ့တကားဝဖြစ်ပါစေယေရှုအားဖြင့်သင်ဟာထွက်ဝင်မယ်ဆိုရင်တဲ့ဘေးနေကင်းလွတ်မယ်ဒါကဘာအတိတ်ပဲလဲဆိုတော့ဒါသူ့ကြောင်းတဲ့သူတွေပဲသိတဲ့အတိတ်ပဲဖြစ်တယ်ဟောသူ့ကြောင်းတဲ့သူတွေဟောဣသရေလလူမျိုးတွေကသူ့ကြောင်းတဲ့ခါမှာတချို့ကကိုယ်ပိုင်သိုးချံထဲမှာပြန်ကြောင်းတယ်နော်သူတို့ကိုယ်ပိုင်သိုးချံထဲမှာပြန်ကြောင်းတချို့ကတောထဲမှာသွားပြီးတော့ဘာလုပ်ရလဲသိုးကြောင်းရတောထဲမှာဆိုတော့သိုးချံရှိလားသိုးချံမရှိသိုးချံအောင်သူတို့ဘာလို့လုပ်ရဘယ်လိုလုပ်ရတယ်မှတ်လဲသိုးချံအောင်ကြောက်တုံးတွေဆင့်ပြီးတော့ဘာလုပ်ရလဲကြောက်တုံးတွေတလောက်လောက်ပေါ့သိုးတကောင်ခုံမကြော်နိုင်လောက်တဲ့အနေထားကြီးဘာလို့လဲကြောက်တုံးတွေဆင်းပြီးတော့သူတို့လှုပ်ပြီးလို့ရှိရင်အားလုံးပိတ်ပြီးသွားရင်တိုးဝင်ဖို့အတွက်အပေါက်ဝတစ်ခုထားတာလေအဲ့ဒီအပေါက်ဝမှာ तू ကတောထဲမှာလှုပ်ရတဲ့သိုးကြံဆိုတော့အဲ့ဒီအပေါက်ဝမှာတကားမရှိဘူးအဲ့ဒီတကားကဘာလို့ပဲလဲသိုးဒိမ့်မယ်အဲ့ဒီတကားကဘာလို့လဲအဲ့ဒီသိုးဒိမ့်ရအရှိကနေစောင်းပြီးသိုးတွေကတကောင်ပြီးတကောင်အဲ့ဒီကြောက်တုံးတွေကြားထဲဘာလို့လဲကြောက်တုံးတွေနဲ့ခတ်ထားတဲ့အဲ့ဒီခြံစည်းရိုးတွေကို तू ဘာလို့လဲဝင်ကြတာအတောထဲမှာနော်သိုးကြံထဲမှာမဟုတ်တောထဲမှာအဲ့ဒီလိုဝင်တဲ့ခါမှာအဲ့ဒီသိုးတွေပြန်မထွက်အောင်သိုးဒိန်းကဘာလို့လဲဆိုတော့အဲ့ဒီအပေါက်ဝနာမှာဘာလို့လဲဆိုတော့ तू ကအိတ်ရဘယ်သူတွေကိုစောင့်ပေးနေရလဲသိုးတွေကိုစောင့်ပေးတယ်ညအချိန်မှာဝင်ပလေးတွေဘာတွေမလာအောင်သိုးဒိန်းကြီးကဘာမှစောင့်နေလဲတကားဝမှာအဲ့သိုးဒိန်းကြီးကတကားဝမှာစောင့်နေသူအဲ့သိုးတွေဘာမှအေးဆေးပဲအထဲမှာအိတ်ုံပဲဘာမှအန်နေရမရှိဘူးဒါကြောင့်မို့သခင်ရှုကသူ့ကိုယ်သူဘာနဲ့နိုင်လိုက်လဲငါဟာတကားဝဖြစ်တယ်အဲ့ဒါကသူ့ကြောင့်တဲ့ဥပမာနဲ့သခင်ရှုကသူ့ကိုယ်သူခိုင်းနိုင်ပြီးတော့သူပြောတာဖြစ်တယ်ဒါကြောင့်မို့သိုးတွေအတွက် तू ကဘာလုပ်လဲစောင့်ပေးနေတာဒါကြောင့်မို့သင်ကိုစောင့်တော်သူသည်ငိုင်ပြီးအိပ်ပျော်ခြင်းရှိတော်မူဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုငိုင်ပြီးအိပ်ပျော်ခြင်းမရှိဘဲနဲ့ဘာလုပ်နေလဲဘုရားလဲစောင့်နေတဲ့ဘုရားဖြစ်တယ်ဒါကြောင့်မို့အဲ့ဒီတကားနေဝင်တဲ့သူဟာတဲ့ဘေးနဲ့ကင်းလွတ်မယ်ဘာဖြစ်လို့လဲဆိုတော့သိုးရင်းကြီးကိုယ်တိုင်ဘာလုပ်နေတော့ကြောင်းလဲစောင့်နေတော့ကြောင်းဖြစ်တယ်နော်ဒါကြောင့်မို့ကျွန်တော်တို့ဘုရားအသက်တာထဲမှာယေရှုဟာသိုးချံကိုပို့ဆောင်ပေးတဲ့သိုးဒိန်းဖြစ်ုံမကောက်ဘူးကျွန်တော်တို့ဝင်ရောက်တဲ့ကယ်တင်ခြင်းခံစားရမယ်တခုတည်းတော့တကားဝဖြစ်တယ်ဒါကြောင့်မို့ယေရှုဟာသင်ရဲ့တကားဝဖြစ်ရင်သင်ဟာဘေးကင်းပြီးတော့လုံခြုံလိမ့်မယ်ဒါကြောင့်မို့သခင်ယေရှုဟာသင်ရဲ့တကားနော်ယေရှုကသူ့ကိုယ်သူဘယ်လိုနိုင်လဲငါသည်တကားဝဖြစ်၏ဘာတကားဝလဲဆိုတော့အဲ့သိုးချံရဲ့တကားဝဖြစ်တယ်ပြောချင်တဲ့သဘောကယေရှုကသင်ကိုဘာလုပ်မလဲကိုယ်ကာမယ်သင်ကိုစောင့်ရှောက်မယ်အဲ့ဒီယေရှုခရစ်တော်အားဖြင့်သင်ဟာထွက်ဝင်မယ်ဆိုရင်ယေရှုကိုအမိပြုမယ်ဆိုရင်သင်ရဲ့အသက်တာထဲမှာဘာမှဘေးရနဲ့ကြောက်စရာအကြောင်းမရှိဘူးနော်သင်ခြေကိုချော်စေခြင်းကအခွင့်တော်မပေးဘူးတဲ့သင်ကိုစောင့်တော်သူသည်အိတ်တော်မမူအကယ်စင်စစ်ဣသရေလအမျိုးကိုစောင့်တော်သူသည်ငိုင်မြီးအိတ်ပျော်ခြင်းရှိတော်မူသင်အိတ်တော်မယ်ဘုရားသခင်သင်ကိုဘယ်တော့မှမအိတ်ပဲနဲ့ဘာလုပ်နေလဲစောင့်နေတယ်ဒါကြောင့်မို့သင်ဟာအဲ့ဒီတကားဝဖြစ်တဲ့ယေရှုကိုသာအမိပြုမယ်အဲ့ဒီယေရှုခရစ်တော်ကိုပဲသင်ဟာကိုးစားမယ်ဆိုရင်သင်ရဲ့သက်တာထဲမှာဘေးနဲ့ကင်းလွတ်နေမှာဖြစ်တယ်နော်ဒါကဒီသခင်ရှုပြောတဲ့ I am ဆိုတဲ့ဒုတိယအချက်ဖြစ်ပါတယ်နော်အဲ့ဒီကိုးပြီးတော့30မှာကြည့်ကြည့်လိုက်နော်30မှာပါတွေ့ရတခိုးသည်တဲ့ခိုးခြင်းသက်ခြင်းဖြက်စီးခြင်းကသာလာတိုက်ငါမူကားတိုးတို့သည်အသက်လွတ်ယုံများမကအထူးသဖြင့်အသက်နှင့်ပြည့်စုံစေခြင်းကလာတည်းတဲ့နော်ပြီးတော့17မှာပါပြောလဲငါသည်အဲ့ဒါနောက်ထပ်ငါတစ်မျိုးပဲသူကပါပြောလဲကောင်းသောတိုးရင်းဖြစ်တယ်ကတိုးတို့သည်အသက်လွတ်ယုံများမကအထူးသဖြင့်ဘာဖြစ်စေခြင်းကအသက်နှင့်ပြည့်စုံစေခြင်းကလာတည်းဒီမှာဒီစကားလေးရန်ကောင်းတယ်တိုးတို့သည်အသက်လွတ်ယုံများမကအသက်လွတ်ယုံများမကဆိုတာကတိုးတကောင်ကိုဝင်ပလီမကိုက်ဖို့ရှင်သစ်မကိုက်ဖို့တောခွေးမကိုက်ဖို့အသက်လွတ်ဖို့အတွက်ပဲတိုးရင်းကြီးကတကားဝကဲ့သို့ကာကွယ်ထားတာမျိုးမဟုတ်ဘူးတဲ့နော်
တခင်ရှုကတကားဝဖြစ်သောကြောင့်သင်ကိုဘေးနေကင်းဖို့တော့ဘာလို့ထားလဲငါသည်တကားဝဖြစ်တယ်ငါသည်တကားဖြစ်တယ်လို့နော်တကားဝဖြစ်တယ်လို့သူကပြောတဲ့အခါမှာသင်ကိုဘာလို့လဲဘေးနေကင်းလို့ဖို့ကာကွယ်ထားဆိုတဲ့အတိတ်ပဲအခုကောင်းသောသိုးရင်းကြတော့အသက်လွတ်ရုံမြောက်မကတော့ဘူးတဲ့ငရဲမကြဖို့တော့ပဲမဟုတ်တော့ဘူးတဲ့ဘာဖြစ်စေခြင်းကအထူးသဖြင့်အသက်နဲ့ကောင်းသောသိုးရင်းဆိုတာကသိုးတွေကိုချင်းသစ်မကိုက်ဖို့ဝင်ပလီမကိုက်ဖို့ပဲကာကွယ်တာမဟုတ်ဘူးအဲ့ဒီသိုးတွေကိုဘယ်ကိုခေါ်သွားလဲစိမ့်လန်းသောကျက်စားအရက်ကိုခေါ်သွားတယ်အဲ့ဒီသိုးတွေကိုဘယ်ကိုခေါ်သွားလဲတာယာသောမျက်နှာအရက်ကိုခေါ်သွားတယ်ဒါကြောင့်မို့သိုးရင်းကြီးကစိမ့်လန်းသောကျက်စားအရက်ကိုလည်းခေါ်သွားတယ်တာယာသောမျက်နှာအရက်ကိုလည်းခေါ်သွားတယ်တခါတည်းရမှာသေမင်းရိတ်လွှမ်းမိုးတဲ့ခြိုင်ထဲကိုလည်းသိုးရင်းကြီးကဘာလို့သွားလဲခေါ်သွားတယ်မခေါ်ပါနဲ့လားစိမ့်လန်းသောကျက်စားရဲ့ပဲခေါ်ပါလားဟာလားအစဉ်ပြေတဲ့အခြေအနေဝယ်ပို့ဆောင်ပါလားဘာလို့ယောဂတွေအခက်ခဲတွေအကျွေးတွေအဲ့ဒီထဲကိုဘုရားသခင်ကပို့ဆောင်ရတာလေတခါတည်းမှာကျွန်တော်တို့ဘဝအတ္တတာကိုအင်မတန်မှခက်ခဲတဲ့သေမင်းဆိုတဲ့အသက်အန္တရာယ်နဲ့နော်တကယ်ကိုစိုးရိမ်စရာကောင်းတဲ့အခြေအနေကိုဘယ်သူခေါ်သွားလဲသိုးရင်းကြီးကခေါ်သွားတယ်ရည်ရွယ်ချက်ရှိခေါ်သွားတာဘာလို့ခေါ်သွားတာလဲတခါတည်းမှာကျွန်တော်တို့သိုးဆိုတဲ့ယုံကြည်သူတွေကအစဉ်ပြေနေတဲ့အချိန်မှာဖះကိုမျက်မှောက်မပြုတ်မိဘူးစိမ့်လန်းသောကျက်စားအရက်မှာသိုးကဘာဝဲအာယုံဆိုင်ပြီလေသလားအဲ့ဒီမြက်ခင်းလေးတွေဝဲအာယုံဆိုင်ပြီလေအဲ့ဒါတွေဆိုင်နေသိုးရင်းတူရှိတာမေ့နော်တာယာသောမျက်နှာရောက်အဲ့ဒီသိုးကဘာဝဲအာယုံဆိုင်ပြီလေစမ်းကြောင်းလေးစီးပြီးအဲ့ဒီရေလေးတွေကိုတောက်ပြီးတော့သူ့ဘဝလောကငွေကြေးစည်းစိမ်ဥစ္စာနဲ့သူအားမှာဘာလို့လဲတာယာနေရောဖះသခင်ကလောကနဲ့တာယာတာကိုမနစ်သက်ဘူးသူနဲ့ပဲတာယာစေချင်တာဘာကြောင့်လဲအဲ့ဒီသိုးတကောင်ကသူ့ရဲ့ပြည့်စုံခြင်းကစိမ့်လန်းသောကျက်စားအရက်မဟုတ်တာယာသောမျက်နှာအရက်မဟုတ်ဘလောက်ပဲစိမ့်လန်းသောကျက်စားအရက်တာယာသောမျက်နှာမှာအရက်မှာရှိနေပါစေအဲ့ဒီသိုးနဲ့သိုးရင်းကြီးကအတူမရှိတော့ဘူးဆိုရင်အဲ့ဒီသိုးကိုအချိန်မရွေးဝင်ပလီကိုက်နိုင်တယ်အချိန်မရွေးရှင်သစ်လာစားနိုင်တယ်အချိန်မရွေးတောခွေးတွေကလာပြီးတော့စားနိုင်တယ်ဒါကြောင့်မို့သိုးတကောင်ရဲ့ပြည့်စုံခြင်းကစိမ့်လန်းသောကျက်စားအရက်မဟုတ်တာယာသောမျက်နှာအရက်မဟုတ်သိုးတကောင်ရဲ့ပြည့်စုံခြင်းကသိုးရင်းကြီးအတူရှိခြင်းပဲဖြစ်တယ်ဒါကြောင့်မို့သိုးရင်းကြီးကတခါတည်းမှာသူအတူရှိခြင်းကိုသိဖို့ရန်တော့ဘယ်ထဲခေါ်သွားလဲသေမင်းရိတ်လွှမ်းမိုးတဲ့ခြိုင်ဝမ်းထဲကိုခေါ်သွားအဲ့တော့မှသိုးကလှန့်သွားတယ်မှသေမင်းရိတ်လွှမ်းမိုးတဲ့ခြိုင်ဝမ်းထဲဆိုတော့ကြောက်တဲ့ပြုတ်ကြစရာတွေလည်းရှိတယ်အကောင်တွေလည်းကိုက်ဖို့အခြေအနေရှိတော့မှ तू ကဘသူ့ကိုအာရုံစိုက်လဲသိုးရင်းကြီးသိုးရင်းသားကိုပဲပေါ့သွားလဲကတ်သွားတယ်သေမင်းရိတ်လွှမ်းမိုးတဲ့ခြိုင်ဝမ်းထဲကိုရှောက်ရတော့လဲဘေးရန်တွေကိုမကြောက်ပါကြောက်စရာဘေးရန်တွေကတော့ရှိနေပါတယ်ဒါပေမဲ့ဘေးရန်တွေကိုကြောက်စရာမရှိတော့ဘူးတဲ့အကြောင်းမူကားကိုတော်ဒီကျွန်ုပ်နဲ့အတူရှိတော်မူသည်ဖြင့်အဲ့ဒီသိုးရင်းကြီးကအတူရှိနေတဲ့အတွက်ကြောင့်တဲ့နော်စိမ့်လန်းသောကျက်စားအရက်မှာဘုရားအတူရှိတဲ့ကြောင့်မရေးထားအောင်တော့သတိမပြုမိဘူးဘယ်မှာကြမှာသတိပြုမိလဲသေမင်းရိတ်လွှမ်းမိုးတဲ့ခြိုင်ဝန်းထဲမှာကိုတော်အတူရှိတဲ့အတွက်ကြောင့်တဲ့သိုးရင်းကြီးကင်ထားတဲ့လန်ဒန်နဲ့တောင်ဝေးတော့ကကျွန်ုပ်ကိုဘာလို့စေလဲချမ်းသာစေပါလေအဲ့ဒီမှာချမ်းသာခြင်းဆိုတဲ့စကားလုံးတကယ်စစ်မှန်တဲ့ချမ်းသာခြင်းကပတ်စံရှိခြင်းမဟုတ်ဘူးစစ်မှန်တဲ့ချမ်းသာခြင်းကတိုက်တွေကားတွေကုမ္ပဏီတကယ်မြေခွက်တွေလေရင်ပြန်ကားအဲ့ဒါရှိခြင်းမဟုတ်ဘူးစစ်မှန်တဲ့ချမ်းသာခြင်းကကိုတော်အတူရှိခြင်းပဲဖြစ်တယ်သိုးရင်းကြီးအတူရှိခြင်းကသင်ရဲ့ဘာဖြစ်လဲချမ်းသာခြင်းပဲယေရှုခရစ်တော်ဘုရားအတူရှိခြင်းကသင်ရဲ့ချမ်းသာခြင်းလို့သင်မသိသည်၍မမှတ်ယူသည်၍မယုံကြည်သည်၍သင်ဘယ်တော့မှချမ်းသာမှာမဟုတ်ပတ်စံရှိခြင်းကသင်ရဲ့ချမ်းသာမဟုတ်စစ်မှန်တဲ့ချမ်းသာခြင်းကဘယ်သူရှိခြင်းမလဲယေရှုခရစ်တော်ဘုရားအတူရှိခြင်းပဲအဲ့ဒီတမန်တရားကိုသင်သိတော့မှသင်ကဘယ်တော့မှမဆင်းရဲတော့ဘာဖြစ်လို့လဲယေရှုဘုရားအတူရှိခြင်းငါရဲ့ဘာလို့ချင်းလဲပတ်စံရှိလို့ငါချမ်းသာတာမဟုတ်ဘန်ထဲမှာသိန်း100ရှိလို့ချမ်းသာတာမဟုတ်ဘန်ထဲမှာသိန်း1000ရှိလို့ချမ်းသာတာမဟုတ်ယေရှုရှိခြင်းငါရဲ့ဘာလို့ချင်းလဲချမ်းသာခြင်းဖြစ်သွားတာအဲ့ဒါကိုသင်သိသွားရင်ထာဝရဘုရားသည်ငါ၏သိုးရင်းဖြစ်တော်မူ၏ငါသည်ဆင်းရဲမခံရ The Lord is my shepherd ဘုရားသခင်ကငါရဲ့သိုးရင်းဖြစ်တယ် I shall not want ငါသည်ဆင်းရဲမခံရဆိုတဲ့အဓိပ္ပာယ်ကိုတရားဟောဆရာတော်များလည်းနားမလဲဘူးယုံကြည်သူတွေလည်းဘယ်လိုပဲခံတယ်ငါသည်ဆင်းရဲမခံရဆိုတော့ဆင်းရဲမခံရအောင်ဆိုတဲ့အဓိပ္ပာယ်ကြောင့်ဘယ်လိုနားလဲပတ်စံနေရှိနေရင်ဆင်းရဲမခံရတော့နော်ကျမ်းမာခြင်းရှိနေရင်ဒါဆင်းရဲမခံရတော့စားစရာတွေရှိနေရင်ဒါဆင်းရဲမခံရတော့ဆင်းရဲမခံရတော့ဘူးဆိုတာကျွန်တော်တို့မှာလောကအရာတွေရှိနေခြင်းပြည့်စုံနေခြင်းကိုကျွန်တော်ကသွားပြီးတော့အနက်တိတ်ပဲဘာလို့လဲဖွင့်လိုက်
ငါသည်ဆင်းရဲမခံရကျွန်တော်ပြောပြမယ်ပတ်စံရှိတဲ့လူတယောက်သူ့မှာဆင်းရဲခြင်းမရှိတော့ဘူးလားရှိတာပဲဆင်းရဲခြင်းကတစ်ခုမဟုတ်တစ်ခုဘာလို့နေရလဲခန္ဓာရှိသည်ဒုက္ခဆင်းရဲခြင်းဆိုတာဘာလို့နေတာလဲရှိနေတာပဲခန္ဓာရှိသည်လူကတဖြည်းဖြည်းနဲ့နှုတ်ပြလာလားအိုလာလားအိုလာတယ်အဲ့ဒါအသက်80လောက်ကျော်လာမှသိလာတာဒူးတွေသိမကောင်းတော့မျက်လုံးတွေသိမကောင်းတော့နော်တဖြည်းဖြည်းနဲ့လူကဘာလို့လဲဟာဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာငါသည်ဆင်းရဲမခံရဆိုတာလောကယာတွေရှိနေလို့ဆင်းရဲမခံရတာမဟုတ်ဘူးလောကယာရှိလေလူတိုင်းကသူ့ဆင်းရဲနဲ့သူဘာလို့လဲရှိပြီးသားပဲဒါဆိုဆင်းရဲမခံရဆိုတော့ဘာလဲထာဝရဘုရားသည်ငါဤသိုးတိမ်ဖြစ်တော်မူ၏ဘုရားကသင်ရဲ့သိုးတိမ်ဖြစ်ရင်သင်မှာဆင်းရဲခြင်းရှိတော့ဆင်းရဲခြင်းတွေကြုံနေတော့မှအဲ့ဒီဆင်းရဲခြင်းကသင်ကိုဆင်းရဲအောင်မလုပ်နိုင်တော့ငါသည်ဆင်းရဲမခံရဆိုတာကလောကယာတွေရှိခြင်းကိုပြောတာမဟုတ်ပတ်စံရှိခြင်းကိုပြောတာမဟုတ်သိုးတိမ်ကြီးအတူရှိခြင်းကိုပြောနေတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာထဲမှာဆင်းရဲမခံရတော့ဘူးကျွန်တော်မှဆင်းရဲမရှိတော့ဘာဖြစ်လို့လဲအဲ့ဒီဆင်းရဲခြင်းဘာလို့မရှိရလဲဆိုရင်တော့ဆင်းရဲခြင်းတွေမကြုံရတာမဟုတ်ယောဂါတွေပြဿနာတွေခက်ခဲတွေမကြုံရတာမဟုတ်သေမင်းလောမိုးတဲ့ခြံဝန်းထဲမှာရှောက်ရတော့လေဘေးရနေမကြောက်ပါကိုတော်သည်ကျွန်တော်နဲ့အတူရှိတော်မူသည်ဖြစ်လှန်တန်တော်နဲ့တောင်းဝေးတော်သည်ကျွန်တော်ကိုတကယ်ချမ်းသာခြင်းကသိုးရင်းကြီးအတူရှိခြင်းပဲဒါကြောင့်မို့ I shall not want လို့ပြောတယ် I shall not want ဆိုတော့ဘာလဲငါဘာမှမလိုတော့ဘူးဘာမှမလိုတော့ဆိုတာစားစရာတွေရှိလို့ဘာမှမလိုတာလားဝတ်စရာတွေရှိလို့ဘာမှမလိုတာလားဝတ်စရာရှိလဲလိုလားမလိုလားလိုတယ်သင်အခုဝယ်ထားတဲ့အင်ကြီးတွေနောက်တစ်နှစ်လောက်ကြာရင်သင်ဘာမှထပ်မဝယ်တော့လားဝယ်တာပဲလေဟုတ်တယ်မလားထက်လိုနေတာပဲအခုဟောင်းဝါသင်နောက်တစ်နှစ်ကြာဘာလို့လဲဝယ်တာပဲတစ်နှစ်တောင်မဟုတ်ပါဘူးတစ်ခါလေတစ်လားတစ်ခါဘာလို့လဲတချို့လိုဝယ်တာပဲဖဏတ်တရံရှိပြီဘာမှမလိုတော့လားသင်အကြိုက်ဆုံးဖဏတ်တရံရပြီလေလို့လားနောက်တစ်နေ့လောက်ကြာအဲ့ဖဏတ်ဘာလို့ဆိုလဲဟောင်းဝါပြီအစ်စ်တွေကဘာလို့လဲလိုအပ်မှုတွေကလူကအဆုံးမသက်ဒါကြောင့်မို့ I shall not want ငါဘာမှမလိုဆိုတာဘာသူရှိလို့လဲသိုးရင်းကြီးရှိလို့ဖြစ်တယ်ဒါကြောင့်မို့ငါဟာကောင်းသောသိုးရင်းဖြစ်တယ်ကောင်းသောသိုးရင်းဖြစ်တယ်သိုးတို့ကိုအသက်လွတ်ရုံများမကငရဲမကြောက်ဖို့တော့မဟုတ်ဘူးတဲ့အထူးသဖြင့်ဘာလို့ဆိုခြင်းကအသက်နဲ့ပြည့်စုံစေခြင်းက abundant life လို့ပြောတယ်အင်္ဂလိပ်ကျမ်းစာမှာ abundant life ဆိုတာကြွယ်ဝသောအသက်တာဘာဖြစ်သောအသက်တာလဲကြွယ်ဝသောအသက်တာကိုအတိတ်ပဲဖွင့်လိုက်တဲ့အခါမှာတရားဟောစရာတော်တော်များများယုံကြည်သူတော်များဘာအတိတ်ပဲဖွင့်လိုက်လဲကြွယ်ဝသောအသက်တာဆိုသည်မှာပတ်စံရှိသောအသက်တာအာနာရှိသောအသက်တာလောကထဲမှာအောင်မြင်ကြော်ကြားသောအသက်တာno အဲ့ဒါကြွယ်ဝသောအသက်တာမဟုတ်ဘူးကြွယ်ဝသောအသက်တာဆိုတာကပတ်စံရှိသောအသက်တာဆိုရင် तू အဲ့ဒီပတ်စံရှိတဲ့လူသွားမွေးကြည့်ခင်ဗျာဘာမှမလိုတော့ဘူးလားခင်ဗျာအသက်တာပြည့်စုံပြီလားဘယ်ပြည့်စုံမလဲကုမ္ပဏီတစ်ခုပြီးတစ်ခု तू ဘာလုပ်နေရလဲလုံနေရသေးတာကဘာမှာရှိတဲ့မီလီယံဘီလီယံတွေသွားမွေးကြည့်လိုနေသေးတော့မယ်တကယ်ကြွယ်ဝသောအသက်တာဆိုတာကအသက်နဲ့ပြည့်စုံတဲ့အသက်တာအသက်နဲ့ပြည့်စုံတယ်ဆိုတာဘာလဲအသက်အရင်းမြစ်ကဘာလို့လဲအသက်ကဘာလို့စီမှာရှိတာလဲသားတော်ကိုရတော်သူသည်အသက်ကိုရ၏အသက်နဲ့ပြည့်စုံတယ်ဆိုတာအဲ့ဒီသားတော်နဲ့အသက်တာထဲမှာဘာလို့သွားလဲပြည့်သွားတာကိုယ့်ရဲ့အသက်တာကိုဘာနဲ့ပဲဖြည့်ထားတာလဲယေရှုနဲ့ပဲဖြည့်ထားတာကိုယ့်ရဲ့အသက်တာကိုပတ်စံနဲ့ဖြည့်တာမဟုတ်အောင်မြင်ခြင်းနဲ့ဖြည့်တာမဟုတ်ဘူးကြော်ကြားခြင်းနဲ့ဖြည့်တာမဟုတ်ဘာနဲ့ဖြည့်တာလဲအဲ့လိုပြောလို့သင်လိုတဲ့အောင်မြင်ခြင်းတွေကြော်ကြားခြင်းတွေငွေကြီးတွေဖျားမပေးလို့ကြောင့်မဆိုလို့တော့ဖျားသခင်ကပေးမှာပါဒါပေမဲ့အဲ့ဒါနဲ့ဖြည့်ဖို့မဟုတ်ဘူးတမန်ကျမ်းစာထဲမှာအင်မတန်မှချမ်းသာတဲ့အာဗြဟံဘုရားသခင်လောကစည်းစိမ်တွေပေးလားမပေးဘူးလားအာဗြဟံဘယ်လောက်ထိပေးလဲတိုးတွေနွားတွေကျွန်းတွေဟာရတာမှနဲတာမဟုတ်ဘူးနဲတာမဟုတ်အာဗြဟံတယောက်ပဲကောင်းကြီးရတာမဟုတ်အာဗြဟံနဲ့အတူလိုက်လာတဲ့လောဒသူလည်းဗလာကြီးပါဖြစ်သွားလေतू ကဘုရားကိုသိလို့မဟုတ်ဘူးနော် तू ကဘုရားကိုကိုးစားလို့မဟုတ်ဘူးဘသူနဲ့လိုက်လာလို့အာဗြဟံနဲ့လိုက်လာလို့ကောင်းကြီးက तू ကအလိုလျောက်ကိုရသွားဘယ်လောက်ထိရလဲအာဗြဟံရဲ့နွားကြောင်းသားနဲ့တဲ့လောဒရဲ့နွားကြောင်းသားရန်အောင်ဖြစ်ရဘာမဆန့်လို့စကြက်တွေမဆန့်လို့တိုးနေနွားတွေဘယ်လောက်များလဲဆိုစကြက်တွေကမလောက်တော့မလောက်ဘူးတဲ့ကြည်စမ်းဖះကောင်းကြီးပေးလားမပေးဘူးလားဒီနေ့သင်နေကျွန်တော်လိုအပ်တဲ့ຢာတွေဖះပေးမလားမပေးဘူးလားကျွန်တော်တို့အကျွေးကနေလို့ဖို့ဖះမဆာမလားမမဆာဘူးလား
ယေဟောဝါကြီးဖျားသခင်ကမဆာထောက်ပံ့တော်ဖျားသင်ကိုချမ်းပါစေတယ်ဖျားသင်ကိုကောင်းကြီးပေးမယ်ဖျားဒါပေမဲ့အဲ့ဒီဖျားပေးတဲ့အရာတွေပေါ်မှာစိတ်ဆွဲလန်းပြီးတော့အဲ့ဒါတွေကိုခင်တွယ်ပြီးတော့အဲ့ဒီပေါ်မှာတာယာပြီးတော့အသက်ရှင်ဖို့ဖျားလုံးဝလို့မရှိဘူးလောတာနဲ့အာဗြဟံကြွာချတဲ့ချက်ကအဲ့ချက်ပဲနှစ်ယောက်လုံးလောကစည်းစိမ်တွေရလာမရဘူးလားဖျားပေးလားမပေးဘူးလားဒါပေမဲ့အာဗြဟံသည်အဲ့ဒီဖျားပေးတဲ့သိုးနွားကျွန်ယောက်ျားမိန်းမကလန်အုပ်ရွှေငွေဥစ္စာပစ္စည်းပေါ်မှာတာယာသောလူစားမဟုတ်အဲ့ဒါတွေရှိခြင်းကသူ့ရဲ့ချမ်းသာလို့ तू ကဘယ်တော့မှမတတ်မဟုတ် तू ကဘသူ့လူတိုင်းပဲသက်ရှင်တယ်ဖျားလူတိုင်းပဲသက်ရှင်တယ်အာဗြဟံကဒါကြောင့်မို့ဖျားသခင်အားတဲ့အာဗြဟံရဲ့ဖျားလို့ तू ပြောတယ်လောတာရဲ့ဖျားလို့မပြောပါဘူးအာဗြဟံဖျားလို့ပဲသူ့ကို तू ဘာလို့လဲ तू ကမွတ်ဆိုတယ်အာဗြဟံဖျားခင်နှစ်သက်တယ်မိတ်ဆွေလို့တော့ကျမ်းစာထဲမှာခေါ်တယ်အာဗြဟံစကားတော့ဘုရားပြန်နားထောင်တယ်တောတော်မူနဲ့ဂေါမောရမြို့မဖြတ်စည်းဖို့လုပ်တဲ့ခါမှာအာဗြဟံစကားကိုဘုရားပြန်နားထောင်တယ်နော်ဖြောင်းမတော်သူရှိရင်မဖြတ်စည်းပါနဲ့တဲ့90လောက်ရှိရင်45ရောက်တဲ့40 30တဖြည်းဖြည်းစစ်လာတာဟိုမှာဖြောင်းမတော်သူရှိလားမရှိဘူးအာဗြဟံမျက်နှာနဲ့ဘယ်သူ့သွားခဲ့လဲလောတာကိုသွားခဲ့လောတာကိုသွားခဲ့လောတာကအဲ့ဒီအာဗြဟံနဲ့တိုးတွေနွားတွေမဆက်တဲ့ခါမှာသူဘယ်မြို့ရွေးလိုက်လဲကျွန်တော်နဲ့တောတော်နဲ့ဂေါမောရမြို့ကိုကျွန်တော်သွားမယ်တဲ့အဲ့ဒီမြို့ကတဲ့ဘာနဲ့တူလဲအေဒင်ဥယျာဉ်နဲ့တူတယ်တဲ့ဟာမြစ်ချောင်းလေးတွေရှိတယ်တဲ့တိရစ္ဆာန်တွေစားဖို့လည်းရှိတယ်အပင်တွေစိုက်ဖို့လည်းဟာအဆင်ပြေတယ်အဲ့ဒီကိုသွားရင်တော့ तू ကတော့ကောင်းစားပြီပေါ့ဒါကြောင့်မို့လောတာရဲ့စိတ်ထဲမှာလောကရဲ့ကောင်းစားခြင်းတွေဝယ် तू ဘာလုပ်နေလဲတက်မှတ်ဆွဲလန်းတယ်ဖယားကိုဆွဲလန်းတာလားအာဗြဟံကဖယားသူ့ကိုကောင်းကြီးပေးတယ်နော်ဒါပေမဲ့အဲ့ဒီຢာတွေ तू ဆွဲလန်းလားလုံးဝမဆွဲလန်းအောင်ဖယားအဲ့နှလုံးသားကိုနှစ်သက်တာဒါကြောင့်မို့သင်လိုတဲ့ຢာဖယားပေးမှာပါစိတ်မပူစမ်းပါနဲ့ဘာလို့အဲ့ဒါတွေစိတ်ပူပြီးတော့ကျမ်းစာတွေအတင်းနှင်းကန်ဖတ်နေရကောင်းကြီးရခြင်းလို့ဘာဖြစ်လို့အဲ့ဒီကောင်းကြီးနောက်လိုက်ပြီးတော့ခရစ်တော်နောက်လိုက်တော့အဲ့ဒီလောကစီးစိမ်ဟာငါတို့ပြည့်စုံကြွယ်ဝလာမယ်ဆိုပြီးတော့ယေရှုနောက်လိုက်တာစိတ်နှလုံးကမားနေတယ်ယေရှုနောက်လိုက်တာဘာရခြင်းလို့ယေရှုရခြင်းလို့မဟုတ်ဘူးဘာရခြင်းလို့အဲ့ဒီယေရှုအပြင်ရမယ်ရွှေငွေအဲ့ဒါဆိုရင်ကျွန်တော်မှားပြီပေါ့ဖခင်ကိုတကယ်ချစ်လို့မှဖခင်ကိုတကယ်လိုချင်လို့မှတကယ်လိုချင်နေတာပါလေပတ်စံတကယ်လိုချင်တာပါလေလောကရဲ့အောင်မြင်ခြင်းတကယ်လိုချင်တာပါလေလောကရဲ့ကြွယ်ဝခြင်းသင်ဖျားကိုတကယ်မလိုချင်မှတော့သင်ရတတ်တာကဘတော်မှပြည့်စုံတဲ့တတ်တာပိုင်ဆိုင်ရမှာမဟုတ်ဒါကြောင့်အာဗြဟံနဲ့လောတာကွာတာအဲ့ဒါပဲလောတာကဖျားကိုတကယ်ကိုးစားတဲ့တတ်တာမဟုတ်သူကဘာအောင်နှစ်တတ်တာလဲလောကအရာတွေမှာပဲတာရဒါကြောင့်မို့လောတာညီမြချင်းလောကပဲဆင်တယ်နော်လောတာလောကလောတာလောကပဲလောတာလောကကိုပဲခင်တွေ့တာဒါကြောင့်မို့အဲ့ဒီလောကအရာတွေကပဲသူ့ကိုဘာလို့စေသွားလဲပျက်စီးသွားစေတယ်တောတော်နဲ့ဂေါမောရမြို့ကနေတော့အဲ့ဒီလူတွေအကျင့်စရိုက်တွေသူ့ကိုကူးလာတာသူ့စိတ်နှလုံးကလည်းဖျားရှိမှမဖြောက်မှတ်တော့ဘာလို့ပဲဆွဲလန်းလာလဲအာဗြဟံနဲ့နေတော့ဖျားရှိခိုးရှိခိုးမှာအခုခုမှရောက်တော့ဖျားမေ့သွားပြီသူပါပဲလေလောကအရာတွေပဲဒါကြောင့်မို့သင်ရဲ့အတ္တတာထဲမှာလောကအရာတွေကိုဆွဲလန်းလိုက်အဲ့ဒါသင်ရဲ့ရုပ်ထုပြန်ဖြစ်သွားတယ်သင်ကအောင်မြင်ခြင်းကိုဆွဲလန်းလိုက်အောင်မြင်ခြင်းကသင်ရဲ့ရုပ်ထုပြန်ဖြစ်သွားတယ်သင်ကအစားတောက်ကိုဆွဲလန်းအစားတောက်ကသင်ရဲ့ရုပ်ထုပြန်ဖြစ်သွားတယ်ဘယ်အရာကမှသင်ရဲ့ကိုးကွယ်တဲ့နေရာမှာနေရာမယူပါစေနဲ့ဖယားသခင်တပါးသည်ပဲကိုးကွယ်ခြင်းကိုခံထိုက်တယ်ဒါကြောင့်မို့ဖယားနောက်ကိုပဲလိုက်ပါလောကရာတွေလိုချင်တဲ့စိတ်နဲ့မလိုက်နဲ့ဖယားပေးမှာပါစိတ်မပူစမ်းပါနဲ့အဲ့ဒီຢာတွေအတွက်သင်ဘဝကိုဖယားတာဝန်ယူပါတယ်သင်ဘဝကိုဖယားတာဝန်ယူတယ်ဒါကြောင့်မို့ဖယားသခင်နောက်ကိုဖယားအလိုတော်ကိုလိုက်လျှောက်ခြင်းနဲ့နှလုံးသားနဲ့လိုက်ပါတခုခုရလို့တဲ့စိတ်နဲ့မလိုက်ပါနဲ့ဖယားပေးမှာဖြစ်တယ်ဖယားသင်ကိုပေးမှာဖြစ်တယ်ဖယားဘက်ကဘယ်တော့မှမပြတ်ကွာသင်ဘက်ကသာနှလုံးသားမှန်ကန်စွာနဲ့ဖယားနောက်ကိုလိုက်တတ်ဖို့အင်မတန်ရေးကြည့်တယ်ဒါကြောင့်မို့အာဗြဟံကိုဖယားကောင်းကြီးပေးလားလောတာကိုဖယားကောင်းကြီးပေးလားဒါပေမဲ့လောတာသည်အဲ့ဒီဖယားပေးတဲ့လောကစည်းစိမ်တွေကိုဘာလို့သွားလဲဆွဲလန်းတက်မှတ်သွားတဲ့ခါမှာဘာလို့သွားလဲပျက်စီးသွားတယ်အမြင်လာဖြစ်သွားတယ်အာဗြဟံကလောကစည်းစိမ်တွေရတော့ညာလဲအဲ့ဒီလောကစည်းစိမ်တွေကိုဆွဲလန်းလားမဆွဲလန်းဘူးတဲ့သူဘာကိုဆွဲလန်းလဲဖယားကိုပဲဆွဲလန်းလဲဘာကိုဆွဲလန်းလဲကျွန်တော်ထင်တယ်တောတော်နဲ့ဂေါမောရမြို့ကိုလောတာကရွေးလိုက်တဲ့ခါမှာအာဗြဟံဘာရွေးမလဲလို့ကျွန်တော်ကျမ်းစာထဲမှာဖတ်ကြည့်ဘာမရွေးဘူးပြအာဗြဟံသူဘသူ့ပဲရွေးလဲဖယားကိုပဲရွေးဖယားခင်ကိုတော်သွားခိုင်းတဲ့နေရာကျွန်တော်သွားမယ်ကိုတော်နေခိုင်းတဲ့နေရာမှာကျွန်တော်နေမယ်ကိုတော်နေခိုင်းတဲ့နေရာရေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအခက်ခဲသည်ဖြစ်စေမခက်ခဲသည်ဖြစ်စေကိုတော်နေခိုင်းတဲ့နေရာမှာကျွန်တော်နေမယ်သူဖယားကိုပဲရွေးချင်တယ်ဒါကြောင့်သင်ဘဝတက်တာထဲမှာနိုင်ငံခြားသွားအောင်မလားကြောင်းတက်အောင်မလားဘာစီးပွားရေးလုပ်အောင်မလဲဘယ်လုပ်အောင်မလဲသဘွေးစွာဖြစ်နေတာမလားဘုရားသခင်ဝယ်ယူချလိုက်ပါဘုရားလက်ထဲပဲအနံလိုက်ပါဘုရားသခင်အကောင်းဆုံးမလို့သွားမလဲ
ပြင်ဆင်သွားမယ်ဒါကြောင့်မို့လူမှာဘုရားသခင်အကြီးမားဆုံးပေးတဲ့ဆုလက်ဆောင်ကအဲ့ဒီ choice ဆိုရရမယ်ရွေးချယ်ခြင်းပဲအာရနဲ့အေဝါကိုလည်းဘုရားစိတ်ရုပ်လို့မဖန်ဆင်းတော့ choice ရွေးချယ်ပါအေရင်ဥယျာဉ်အလဲမှာအပင်နှစ်ပင်ရှိတယ်ကျွန်တော်ငယ်ငယ်တော့ဆန်နစကူတက်တော့လေဥယျာဉ်အလဲတိုင်းတစ်ပင်ကြီးဆိုတော့လေဥယျာဉ်အလဲမှာတစ်ပင်ပဲရှိရထင်တာအဲ့ဒီကောင်းမကောင်းသိကြရင်အပင်တစ်ပင်ပဲရှိရထင်တာကျမ်းစာသစ်ချပြန်ဖတ်ကြည့်တော့ဥယျာဉ်အလဲတက်တဲ့မှာအပင်ကဘယ်နှပင်ဖြစ်နေလဲနှစ်ပင်တဲ့တပင်ကပါလဲအသက်ပင်တပင်ကပါလဲအဲ့ဒါအလဲမှာနော်အလဲဆိုတော့ပါလဲဘဟုစန္ဒာသင်္ဘောဝါရဲ့ဘဟုစန္ဒာသင်္ဘောဝါရဲ့အဓိကဘာကိုရွေးမှာလဲအသက်ပင်ကိုရွေးမှာလားကောင်းမကောင်းသိကြရင်အပင်ကိုရွေးမှာလားအာရနဲ့အေဝါဘုရားလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားတယ်တကယ်တော့အဲ့ဒီလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုဘယ်သူလက်ထဲကိုပြန်ထည့်ရမှာဘုရားလက်ထဲကိုထည့်ပြီးအနံပြီးတော့ကိုတော်ပဲရွေးပေးပါလို့အာဗြဟံလိုအသက်ရှင်ရမှာဒါပေမဲ့အာရနဲ့အေဝါကအဲ့ဒီလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုသူတို့လက်ထဲမှာသူတို့ဘာလို့အသုံးပြုလိုက်တယ်အသုံးချလိုက်စာတန်ကကောင်းမကောင်းသိကြရအပင်ကိုရွေးချယ်ဖို့လာသွေးဆောင်တဲ့အခါမှာသူတို့အဲ့ဒါကိုရွေးချယ်လိုက်တဲ့အခါမှာအားလုံးဘာလို့သွားလဲကြဆင်းသွားဒါကြောင့်မို့ဖျားသခင်လူမှာအကြီးမားဆုံးပေးထားတဲ့ဆုလက်ဆောင်ဖြစ်တဲ့အဲ့ဒီ choice ရွေးချယ်ပိုင်ခွင့်ဆုံးဖြတ်ပိုင်ခွင့်အဲ့ဒါသင်ကိုဘုရားသခင်ပေးထားတဲ့အရာဖြစ်တယ်အဲ့ဒီအရာကိုဘတော်မှသင်ရဲ့လက်ထဲမှာထည့်ပြီးတော့အသုံးမချလိုက်ပါနဲ့မှားယွင်းသွားတတ်လို့ဖြစ်တယ်ဟိုးကဘာဦးအပြစ်ကင်းတဲ့အာရနဲ့အေဝါတော်မှာမှားယွင်းစွာဘာလုပ်မိလဲရွေးချယ်မိတယ်ဒီနေ့ကျွန်တော်တို့လည်းမှားယွင်းစွာရွေးချယ်မိစရာအကြောင်းရှိတယ်ဘုရားသခင်ကထပ်မမားစေခြင်းဘူးထပ်မမားစေခြင်းတဲ့အခါမှာကျွန်တော်တို့ကိုဟိုးဖန်ဆင်းစားအာရန်ကဲ့သို့အပြစ်ကင်းအောင်လုပ်ပေးရုံမကောက်ဘူးအထဲထဲမှာဘာထည့်ပေးထားလိုက်တယ်ဘုရားကလာနေလိုက်တယ်တန်ရှင်းသောဝိညာဉ်တော်ကလာထည့်ပေးထားလိုက်နော်ယေရှုခရစ်တော်ဘုရားသည်တန်ရှင်းသောဝိညာဉ်တော်အဖြစ်ကျွန်တော်ထဲမှာလာနေတယ်သင်ကအဲ့ဒီယေရှုခရစ်တော်ဘုရားဆိုတဲ့အသက်ရဲ့ရင်းမြစ်ဖြစ်တဲ့ခရစ်တော်ကိုဗဟိုပြုပြီးတော့အသက်ရှင်ပါလားငါဆိုတဲ့သဘောနဲ့ပဲသင်ကအသက်ရှင်ပါလားဒါကြောင့်မို့လူဘဝဆိုတာတဲ့ဘီနဲ့စတယ်တဲ့ဒီမှာဆုံးတယ်တဲ့အလယ်မှာစီရှိတယ်နော် ABC တွေလေနော်ဘီနဲ့စတယ်နော်ဘီပြင်းပါလားလဲအားတော်လိုက်တာစီပြီးတော့ဒီကျွမ်းတယ်နော်အဲ့တော့ဘီဆိုတော့ဘာလဲဆိုတော့ born မွေးဖွားခြင်းနော်ဒီဆိုတော့ဘာလဲဒိုင်းသိဆုံးခြင်းဓာတ်သိဆုံးခြင်းအလယ်မှာမရှိလဲစီဆိုတော့ဘာလဲ choice ဒါကြောင့်မို့လူကမွေးဖွားခြင်းနဲ့သိဆုံးခြင်းကြားမှာအမြဲတမ်းမလုပ်နေရလဲတင်တီကိုလာတော့မှအင်ကြီးရွေးဝတ်လာမလားဘိုင်းကြီးဝေးရင်ကောင်းမလဲနော်ငါဘယ်လိုလာကောင်းရွေးချယ်လာရတယ်နော်လူကမိုးလေးတာနဲ့စရွေးရပြီနော်အဲ့ဒါရွေးချယ်မှုအဲ့ဒီစီဆိုတဲ့ choice ရွေးချယ်မှုကလောတကိုပြဿနာတက်စေတာပဲလောတသုံးလုံးကောမလားဘာလို့လဲရွေးချယ်လိုက်ဇာတိသဘောကဇာတိကိုပဲရွေးချယ်တာဒါပေမဲ့အာဗြဟံတော့ဘယ်သူပဲရွေးချယ်လဲဖခင်ကိုပဲဒါကြောင့်မို့အဲ့ဒီစီဆိုတဲ့ choice ရွေးချယ်မှုကိုစီဆိုတဲ့ Christ ခရစ်တော်လက်ထဲကိုပဲဘာလို့လိုက်ပြန်အပ်လိုက်ဘုရားသခင်ကိုတော်ပဲကျွန်တော်ဘာလို့ပေးပါရွေးချယ်ပေးပါဘုရားသခင်သင်ဘဝကိုရွေးချယ်စီမံပေးရင်လေသင်ဘဝကလှပသွားလိမ့်မယ်ဒါပေမဲ့သင်ဟာကိုယ့်ဟာကိုယ်ပဲရွေးချယ်မယ်လို့မှားရင်သွားခဲ့ရင်တော့ဘုရားဘလောက်ကောင်းလဲသလားပြန်လုပ်ပေးတယ်အာရနဲ့အေးဘရွေးချယ်မှုမှားသွားလို့ဆုံးရှုံးသွားတာဘုရားပြန်မကယ်ဘူးလားသင်ပြန်လှည့်လာလိုက်ရင်နောင်တနဲ့ပြန်လှည့်လာလိုက်ရင်မှဘုရားပြန်ကိုမှားစားတယ်ဘုရားဖြစ်တယ်အောစရာကြီးတော့ဘုရားရဲ့မြတ်တာကလေသင်မှားသွားခဲ့ရင်တော့ရွေးချယ်မှုမှားသွားခဲ့ရင်တော့ဘုရားကမှားစားတယ်ဘုရားဖြစ်တယ်အကောင်းဆုံးဖြစ်အောင်ပြန်ပြီးတော့လုပ်ပေးတဲ့ဘုရားဖြစ်တယ်ရွေးချယ်မှုမှားသွားတဲ့လောတာတို့မိသားစုဘုရားကယ်လားမကယ်ဘူးလားကယ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်နှလုံးကလောကရာကိုပဲဆွဲလန်းတဲ့ခါမှာဘုရားကယ်တာတော့မှဒုစရိုက်အဖြစ်ထဲမှာဘာလို့သွားလဲပြန်ပြီးတော့အမင်္ဂလာနဲ့ကြာဆုံးသွားတယ်ဒါကြောင့်မို့ကျွန်တော်ဘုရားအသက်တာထဲမှာဘုရားသခင်ကိုပဲရွေးချယ်ပြီးတော့အာဗြဟံကဲ့သို့လောကရာတွေမဆွဲလန်းမိတော့ဘုရားကိုပဲဆွဲလန်းဖို့အင်မတန်ရည်ကြည်ပါတယ်ဒါကြောင့်အာဗြဟံကျွန်တော်ရန်သဘောကျတယ်ဘုရားကောင်းကြီးပေးတယ်နောက်တစ်ယောက်ယောသပ်အရန်သဘောကျတယ်သူ့ရဲ့ဘဝအသက်တာထဲမှာဘုရားနဲ့မှန်ကန်တယ်လူမှန်ကြီးနော်ယောသပ်ကသူ့အဖေအသက်ကြီးပြီအကိုတွေကအဖေအသက်ကြီးပြီဆိုပြီးအဖေကိုညာတာလိမ့်တာအဖေရဲ့ဒီနေရာသွားသူကဟိုနေရာသွားတာအဖေကဘာလုပ်လဲအသက်ကြီးပြီဘာမှလိုက်မကြည့်နိုင်တော့အဲ့တော့အသက်ကြီးတဲ့အဖေကိုမထီမဲ့ပြီ
မပြူအောင်အဖေကိုအမှန်တိုင်းပဲဘာလုပ်တာလဲအကိုတွေပဲသွားတယ်ဘာလုပ်တယ်အကုန်ပြန်ပြောတာအဲ့တော့အကိုတွေကဘာမလုပ်လို့မရတော့လဲကြည့်မရတော့ဒီကောင်ကအဖေကိုဘာဖြစ်လဲတော်ကြက်တယ်နော်အဖေကိုသွားပြီးတော့ခြုံတွန်းလုပ်တယ်တွေ့ဦးမယ်အဲ့ကောင်တနေ့ကြာရင်တနေ့သူ့ကိုယ်တွေတိုးကြောင်းတာအဖေကလိုက်ကြည့်ခိုင်းတော့သူသွားတာဟာဟိုမှာအိမ်မက်ဆရာလာပြီတွေ့ဒီကောင်တော့ဗာလဲဒီတစ်ခေါက်တော့တွေ့အကိုတွေကဘယ်လောက်ထိအောင်လုပ်တာလဲတတ်ဖို့ထိအောင်လုပ်တာတော့ညီကိုရင်းတော့အစဖြောက်ပြစ်မယ်တတ်ပြစ်မယ်ဟာအဲ့ဒီထဲမှာမှအကိုကြီးကတားတယ်မလုပ်ပါနဲ့ကွာတဲ့မတတ်ပါနဲ့သူတွင်းပြက်တဲ့တစ်ခုတည်းချထားလိုက်မယ်တဲ့သူကသူသေးပါစေဘောတဲ့ငါတို့လက်ကိုသွေးမစွန်းစေနဲ့တကယ်တော့အကိုကြီးကပြန်ကဲမယ်လို့တာအဲ့ဒီတွင်းထဲကနေတွင်းထဲချတာပြီးတိတ်မကြခင်မှာပဲမိဒရန်ကုံတယ်တွေကဘယ်လိုသွားလဲဆိုတော့အဲကူတို့ကိုသွားတယ်ဟာတဲ့ငါတို့ဒီတွင်းပြက်တဲ့ချမယ်ဆိုတာဘာလို့လိုက်မယ်ရောင်းစားလိုက်မယ်တဲ့ပတ်စံရတာဘောတဲ့ရောင်းစားပလိုက်အောင်သူအင်ကြီးကိုချုပ်ပြီးတော့တိလိษံတစ်ကောင်ရဲ့အသွေးနဲ့တုပ်ပြီးတော့မှအဖေသားတဲ့ဒီမှာအင်ကြီးတွေတော့ရစရာမရှိဘူးသွေးတွေလည်းပေးနေတာသွားပြီဟိုမှာအကောင်တစ်ကောင်ကိုက်ပြီးတော့ပြေးသွားပြီဟာရာကုတ်ကြီးကငိုးတာသူအင်မတန်ချစ်တဲ့သားယောသက်ပါသွားပြီတကယ်တော့ယောသက်ကတော့ဘာအမှားမှမလုပ်တော့သူ့ဘဝမှာလေဘာအမှားမှမလုပ်ဒါပေမဲ့အမှားမလုပ်ဘဲနဲ့ဗလာကြီးဘာလုပ်ခံရလဲရောင်းစားခံဘလို့လဲဖျားသခင်ပေါတိဖာအိမ်ရောက်တယ်ကြုံဖြစ်တယ်ဒါပေမဲ့အကောင်းဆုံးဆက်လုပ်တယ်ဖျားကိုမျောလင့်တယ်ဖျားနဲ့ပဲသူသက်ရှင်တယ်ဘဝကြီးကိုစိတ်တက်မကြတော့ငါကြောက်မှဒီလိုဖြစ်ရလားငါဖျားသခင်စကားကိုလည်းနားထောင်လာလဲအဖေကိုလည်းငါယူသေးရသေးတယ်အခုကျတော့ငါဘာဖြစ်သွားလဲကြုံဖြစ်သွားပြီဆိုပြီးတော့ဘဝကိုဖြစ်တယ်လို့မနေလိုက်အကောင်းဆုံးဆက်သက်ရှင်တယ်ဒါဖျားစီမှာအကြံစီရှိမှာပါသင်လည်းသင်ကြုံနေရတဲ့အခက်အခဲပြဿနာတွေနားလည်ခြင်းမှာနားလည်လိမ့်မယ်ဖျားသခင်စီမှာအကြံစီရှိမှာပါဆိုပြီးတော့ယောသက်ကဲ့သို့အကောင်းဆုံးဖျားနဲ့ဖြတ်တန်းလိုက်ပါဖျားကိုဆက်မြော်လင်းလိုက်ပါယောသက်ကပေါတိဖာအိမ်မှာအိမ်အုပ်ဖြစ်လာတယ်ဟာကြည်စမ်းဒီလောက်ကြုံနေအများကြီးတည်းမှာပေါတိဖာဘယ်သူယုံသွားလဲယောသက်ကိုယုံကြည်ပြီးတော့အကုန်လုံးတော့တယ်အကုန်လုံးယောသက်ကိုအပ်ထားလိုက်သူစားတဲ့အစားအစာလွဲပြီးတော့တဲ့အိမ်မှာဘာရှိလဲဆိုတော့သူမသိဘူးတဲ့ကောင်းစားမယ်မကြံသေးဘူးပေါတိဖာအမျိုးသမီးကဘာလုပ်လဲနေ့တိုင်းသူနဲ့အတူအိပ်ဖို့ဘာလုပ်လဲသွေးဆောင်တာပေါတိဖာမရှိတဲ့အချိန်မှာတော့ယောသက်အင်ကြီးကိုဆွဲထားတာယောသက်ကဘာလုပ်လဲအဲ့ဒီအင်ကြီးကိုချုပ်ပြီးတော့ဘာလုပ်လဲအပြင်ကိုထွက်ပြေးတယ်ကျွန်တော်မိတ်ဆွေဆရာသုံးဘက်ကအဲ့ဒါလေးကိုသူကအရှင်လုပ်ပြကျွန်တော်တို့သာဆိုရင်ねပြေးတော့ပြေးမယ်တဲ့ဘယ်ကိုပြေးမလားကတင်ကိုပတ်ပြေးမှာတဲ့နော်အပြင်ကိုမပြေးဘူးဘာလို့လဲကတင်ပဲပတ်ပြေးမှာတဲ့အဲ့ဒါကြဆုံးမဲ့အကွက်ပဲတဲ့နော်တကယ်တော့ဘာလို့ရလဲအဝေးကိုဘာလို့ရမလဲထွက်ပြေးရမယ်ယောသက်ကအဝေးကိုထွက်ပြေးတာဒီကိစ္စကိုကျူးလွန်ပြီးတော့တဲ့ငါဖះကိုမပြစ်မှားနိုင်ဘူးပေါတိဖာကြီးကိုပြစ်မှားတာထက်ဒီပေါတိဖာအမျိုးသမီးနဲ့အိတ်လိုက်ခြင်းကဘယ်သူ့ကိုပြစ်မှားတယ်ဆိုတာယောသက်ကြီးကသိနေလေဒါဖះကိုသွားထိပါဒါကြောင့်ဖះကိုသူကြောက်တယ်သူထွက်ပြေးတာထွက်ပြေးတော့သူ့ကိုပေါတိဖာအမျိုးသမီးကဒီမှာယောသက်ငါ့ကိုစော်ကားဖို့ကြံတယ်ဆိုပြီးတော့အကောက်ကြံလိုက်တော့ယောသက်ကမဟုတ်မမှန်ပဲနဲ့ဘယ်ထဲရောက်သွားပြန်အောင်ဖះသခင်ကျွန်တော်ကိုတော့ကြောက်ရွံ့ပြီးတော့ကိုတော့မကြိုက်တာကိုလည်းရှောင်ရသေးတယ်အခုဘာဖြစ်ပြီလဲဟာနားမလည်နိုင်ဘူးတော့ဘဝကြီးကဒါပေမဲ့ယောသက်ကလေဖះကိုလုံးဝမေးကုန်မထုတ်အပြစ်မတင်ဖះသခင်စီမှာအကြံစီရှိမှာပါအဲ့ဒီထောင်ထဲမှာလည်းအကောင်းဆုံးသူများကိုသူကကျေးဇူးပြုတယ်ထောင်အုပ်ဖြစ်သွားပြန်အောင်ကြည်စမ်းဒီလောက်ထောင်သွားတဲ့အများကြီးထဲမှာဘာဖြစ်လဲအဲ့ဒီထောင်ထဲကိုဖလားတော်ဝင်နဲ့စားတော်ဝင်နှစ်ယောက်ရောက်လာတယ်အဲ့ဒီနှစ်ယောက်အိမ်မက်မတ်တယ်အဲ့ဒီအိမ်မက်တွေကိုသူဘာလုပ်လိုက်လဲအနက်ပြန်ပေးလိုက်မပြန်ပေးလိုက်ရတယ်သူနဲ့ဘာမှမဆိုင်ဘူးဒါပေမဲ့သူကပြန်ပေးလိုက်ဘယ်သူကအသက်ခံရလဲစားတော်ဝန်ကအသက်ခံရတယ်ဖလားတော်ဝန်ကတော့ငကိုရာထူးကိုဘယင်ကပြန်ခန့်တယ်သူမှားလိုက်တယ်ခင်ဗျားဗျာတဲ့ငကိုရာထူးပြန်ရရင်ကျွန်တော်ပြန်တတိယပါကျွန်တော်ထုတ်ပေးပါကျွန်တော်မတရားခံရတာပါတဲ့ပေါတိဖာမျိုးသမီးကိုကျွန်တော်ဘာမှမလုပ်ပါဘူးတဲ့ကျွန်တော်မတရားခံကျွန်တော်အဖေအိမ်ကျွန်တော်ပြန်မယ်တဲ့ကျွန်တော်အဖေနဲ့လည်းမတွေ့ရတာကြာကျွန်တော်အဖေလည်းကျွန်တော်သေပြီထင်လားမသိဘူးကျွန်တော်ပြန်မရစေကျွန်တော်ဟီဘဲလူငယ်လေးပါဟိုကသူ့နေရာလည်းပြန်ရောက်ကောယောသက်ကိုဘာလို့လဲမေ့သွားလူကမေ့တတ်တယ်နော်ဖះသခင်ကဘတော်မေ့ဖះသခင်တင်းဘတော်မမေ့သင်ရတာဖះကိုမေ့ကောင်းမေ့မယ်ဖះကတင်းဘတော်မမေ့ဘူးကျွန်တော်တို့ကြုံနေရတဲ့အခက်အခဲတွေကိုကျွန်တော်ကနားမလည်တာဖြစ်ကောင်းဖြစ်မယ်ဒါဖះသခင်မှာတာ၍ကြီးမားတဲ့အကြံစီဘာလုပ်နေလဲဘာဖြစ်လို့လဲအစာခေါင်းမွားခြင်း9နှစ်ဖြစ်တော့မယ်ဆိုတော့ဘုရားကြိုသိနေတယ်အဲ့ဒီကိစ္စကိုဘုသူ့တောင်းယူခိုင်းမလဲယောသက်ကိုတောင်းယူခိုင်းအဲ့ဒါမှလူအများကြီးအသက်ချမ်းသာ
နှစ်မို့ဆိုအစာငတ်မခေါင်းပါလူတွေအများကြီးပါလို့သွားမှာလေသေသွားမှာပေါ့ဒါကြောင့်မို့ယောသက်ကိုဘုရားသခင်ကတနေ့ကြတော့ဖာရောဘုရင်အိမ်မက်မက်ကိုအဲ့ဒီအစာခေါင်းပါခြင်း9နှစ်အစာပိုးကျွေဝါခြင်း9နှစ်အစာပိုးကျွေဝါခြင်း9နှစ်အရင်ဖြစ်မယ်ပြီးရင်အစာခေါင်းပါခြင်း9နှစ်ဖြစ်မယ်အင်မတန်မှဝါဖြိုးနေတဲ့နွား9ကောင်ကိုပိန်လှီနေတဲ့နွား9ကောင်ကဘာလုပ်လိုက်လဲဆိုတော့မြေကမ်းနာတက်လာပြီးတော့မြို့ပလိုက်တယ်ဟာဘာကြီးလေအိမ်မကြီးကလိုက်မေးတယ်ဘယ်သူမှနားမလဲအဲ့တော့မှဗလာတော့ဝါသတိရတယ်ဟာသူ့အိမ်မက်ကိုအနက်ပြန်ပေးတယ်ဟီပြဲလူငယ်လေးရှိတယ်သွားခေါ်လိုက်ယောသက်ကရောက်လာပြီးအိမ်မက်နဲ့ကိုဘာလုပ်လိုက်လဲဟာဖော်ပြလိုက်တယ်ဖော်ပြရုံမကောက်တော့အဲ့ဒီအိမ်မက်ကိုဘယ်လိုကင်တွယ်ရမလဲဆိုတော့စီမံခန့်ခွဲခြင်း management အတတ်ပညာဘယ်သူစီမှာရှိလဲဘာဖြစ်လို့လဲ तू ကပေါ်တီပါအိမ်ကတောင်းလျှောက်ဒီကုံစီတွေအဝင်ထွက်တွေစံတွေစပားတွေတင်းတွေနောက်ပြီးတော့အဝတ်ထွယ်တွေအဲ့ဒါတွေအားလုံးစည်ရင်းတွေအားလုံး तू ဘာလုပ်တာလဲကင်တွယ်ထားတာပေါ်တီပါလေတိုးပွားတာပဲရှိတယ်ဆွဲယူသွားဆိုတော့တခုမှ သူ့မှာအမျက်တွေပဲအရှုံးမရှိဘူးပေါ်ယောသက်ကအဲ့ဒါလို့တော့ကျွမ်းကျင်တယ်ဒါကြောင့်ဘုရင်ကို तू အကြံပေးတယ်9နှစ်အစာပိုးကျွေသွားတဲ့အချိန်ကျရင်တဲ့အရှင်မင်းကြီးတိုင်းပြည်မှာဂိုးတောင်တွေဘာလုပ်ထားရမလဲစောက်ထားစံတွေကိုတူထားအရှင်မင်းကြီးရဲ့အုပ်ချုပ်တဲ့မြို့ရွာတွေမှာလည်းဒီနန်းတော်ရှိတဲ့နေရာမှာမဟုတ်မြို့ရွာသားတွေကိုလည်းဘာလုပ်ထားရမလဲဂိုးတောင်တွေစောက်ခိုင်းတာသူတို့စီမှာလည်းဘာလုပ်ထားရမလဲတူခိုင်းတာဘုရင်အမိန့်နဲ့အဲ့ဒါအများကြီးထွက်တဲ့ခါကျတော့ပိုရှန်နေတော့အလကားပြတ်သွားမှဆိုလို့တူတာဒါပေမဲ့အစာခေါင်းပါတဲ့ချိန်ကျရင်အကုန်လုံးထုတ်မရောက်နဲ့နည်းနည်းချင်းစီဘာလုပ်အောင်မလဲထုတ်ရောက်အောင်မယ်ဒါမှသာလေအဲ့ဒီ9နှစ်ကိုဘာလုပ်နိုင်မလဲကြော်ဖြတ်နိုင်မယ်ဟာမင်းတေသိပါလားလာကွာတယ်မင်းဘယင်ကန်လာလို့တဲ့ငါပြီးရင်မင်းမဲတဲ့ကြည်စမ်းအားလုံးကဝိုင်းတာမှာအရှင်မင်းကြီးနည်းနည်းစဉ်းစားပါအောင်အဲ့ဒါကျွန်တော်လူမျိုးမဟုတ်တော့ဟေပြဲလူမျိုးဟာလူမျိုးမတူတော့ဘာဖြစ်လဲဒီကိစ္စမင်းတို့လည်းသိတာမဟုတ်သူပဲသိတာသူပဲကင်တွယ်ပါစေမဟုတ်လူမျိုးမတူတော့အကြောင်းမဟုတ်သူကထောင်သားအခုထောင်ကြနေတာဘာအမှုနဲ့လဲသိလားအေးသူမယားကိုကြာခုံမှုအကျင့်စာတွေကြောက်လဲနည်းနည်းကြည့်အောင်အမဲဆက်ရှိတဲ့လူတယောက်ဒီလိုလူကိုတိုင်းပြည်ရဲ့အာဏာအကုန်အပ်လိုက်ရင်အားလုံးဒုက္ခရောက်သွားမှာပေါ့မင်းတို့ဘာပဲပြောပြောကွာတဲ့ငါခန့်နေနော်လူအနေနဲ့ဘယ်လိုမှမဖြစ်နိုင်ဒါပေမဲ့ဖခင်သခင်ကလေထောက်ခံသားပြီဆိုရင်မဖြစ်နိုင်တာအဲ့ဖခင်ရဲ့ထောက်ခံချက်ပဲလို့လားဖခင်သခင်ထောက်ခံရင်မဖြစ်နိုင်တာမရှိဘူးဒါကြောင့်ဘုရားသခင်ကယောသက်ဘက်မှာရှိတဲ့ခါမှာတဲ့ကျမ်းစာဒီလိုရေးတယ်ယောသက်ဒီတဲ့ပြုလေသမျှမှာအောင်မြင်တယ်တဲ့ဘာလို့အောင်မြင်တယ်တဲ့ကြုံလို့လည်းအောင်မြင်တယ်ထောင်ထဲမှာလို့လည်းအောင်မြင်တယ်အိမ်အောင်လို့လည်းအောင်မြင်တယ်အခုဘုရားသခင်ကသူ့ကိုအေဂုတုအင်ပါယာတစ်ခုလုံးရဲ့ဘုရင်ကအဖြစ်အနံလိုက်ယောသက်ကတလောက်ကြီးမားတဲ့ဘုရားရဲ့ချီးမြှောက်ခြင်း तू ကအင်မတန်ချမ်းသာသွားတယ်သူ့ညီကိုတွေအားလုံးကိုပြန်ခေါ်တယ်သူ့ဖေယာကုပ်ကြီးကိုလည်း तू ဘာလုပ်လဲပြန်ခေါ်တယ်ဟာယာကုပ်ကယောသနဲ့ပြန်တွေ့ရတာအိမ်မလိုပဲငါသားတဲ့မင်းကသိပြီထင်တာဘုရားသခင်ကနော်ယာကုပ်ကြီးရဲ့အသက်တာကိုလေအဆုံးသတ်မှာအကောင်းဆုံးလှပခြင်းနဲ့ပဲဘာလို့ဆိုလဲအဆုံးသတ်စေတကယ်တော့ယာကုပ်ကလေသူ့ဘဝမှာဝမ်းနေခြင်းတွေကြုံရတာသူများကိုလိန်ခဲ့တာသူမြင်တဲ့ဘာလို့ခံရလဲအလိန်ပြန်ခံရတယ်ဦးလီလာပန်လိန်တာခံလိုက်ရအခုသူ့သားတွေကသူ့ဘာလို့လဲယောသသေးပြီလိန်ထားတာနှစ်ပေါင်းများစွာ73နှစ်ကြာယောသကအသက်18နှစ်မှာအိမ်မက်ယူပါအောင်ရတယ်အဲ့18နှစ်မှာပဲအယောင်စားခံရတယ်ဆိုရင်သူအသက်30မှာဘာဖြစ်လဲဘယင်ကန်ဖြစ်တယ်18နှစ်30ရဲ့18နှစ်နှုတ်လိုက်တော့73နှစ်ကြာသူ့သားသေးပြီလို့သူထင်ပြီးတော့ခံစားနေရတာဘယ်နှစ်လဲ73နှစ်နောက်ဆုံးမှတော့ဘာလို့လဲသူ့သားနဲ့သူပြန်တွေ့တယ်ဟာအံ့ဩစရာသူ့သားနဲ့သူပြန်တွေ့ကပ္ပဦးကျမ်းခန်းကြီး90အပိုက်ငယ်24 25ယောသက်ကလည်းအကျွန်ုပ်သေတော်မီအကယ်စင်စစ်ဘုရားသခင်သည်သင်တို့ကိုအကြည့်ရှုကြွလာတော်မူမည်အာဗြဟံဣဇက်ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်သို့ဤပြည်မှဆောင်သွားတော်မူမည်ဟုအကိုတို့အားဆို၏တဖန်တော်အကယ်စင်စစ်ဘုရားသခင်သည်သင်တို့ကိုအကြည့်ရှုကြွလာတော်မူမည်ကျွန်ုပ်အယိုးတို့ကိုဤရက်မှယူသွားရမည်ဟု၍ဣသရေလအမျိုးသားတို့ကိုကျိန်ဆိုစေ၏ယောသဘာပြောလဲကျွန်ုပ်သေတော့မယ်တဲ့နော်သူဘာပြောလဲနော်
ကဲစင်စစ်ဘုရားသခင်သည်တဲ့ဘာလို့လာမလဲသင်တို့ကိုအကြည့်ရှုကြွမယ်ဘုရားသခင်အကြည့်ရှုကြွမယ်အကြည့်ရှုကြွပြီးတဲ့ခါမှာတဲ့အာဗြဟံဣဇက်ယာကုပ်တို့အားကျိန်ဆိုတော်မူသောပြည်တို့ဒီပြည်ကနေဘာလို့သွားမလဲဆောင်းသွားမယ်ဘုရားသခင်မင်းတို့ဘယ်ကိုပို့မလဲခါနန်ပြည်ကိုပို့မယ်ခါနန်ပြည်ကိုပို့မယ်အဲ့ဒီလိုပို့တဲ့ခါမှာတဲ့အကျွန်ုပ်အယိုးတို့ကိုဤရက်ကနေဘာလို့သွားရမလဲယူသွားရမယ်နော်ယောသကအင်မတန်မှအဲဂုတုမှာယာဒူးအာနာရှိတဲ့သူပါဣသရေလလူမျိုးတွေကိုငါအတွက်ငါသေလို့ရှိရင်ဂူပိတ်မှန်တစ်ခုစောက်ထားတနေ့တစ်ခါမှမင်းတို့ငါ့ကိုလာပြီးတော့ဘာလုပ်ရမလဲအလေးပြုရမယ်နော်မင်းတို့တနေ့တစ်ခါလာပြီးတော့ငါ့ကိုဘာလုပ်ရမလဲဟာငါရဲ့နေ့ကိုမင်းတို့ငါ့ကိုပြန်ပြီးတော့အောင်းမေးရမယ်ဆိုပြီးတော့ယောသပြောလားငါ့ကိုမှတ်တမ်းတင်ထားမယ်ငါရဲ့နာမည်ရေးထားမယ်ပြောလားအဲဂုတုမှာတလောက်အမြင့်ဆုံးယာဒူးရတာတော့မှအဲဂုတုမှာဘာမှတ်တမ်းမှမကြံခဲ့စေနဲ့ကျွန်တော်ဥစ္စာဆိုရင်ဘာလုပ်မလဲကျွန်တော်အလူငွေထည့်ရင်ဘာလုပ်မလဲမှတ်တမ်းကျွန်တော်မှတ်တမ်းတင်ထားပေးပါနော်ဒါကျွန်တော်တို့ပေးလူတယ်ဆိုတာသိရအောင်လုပ်တယ်မလားကျွန်တော်တို့နော်ဒီနေ့ခရစ်ယာန်တွေကကျမ်းစာနဲ့အလွဲကြီးပဲတကယ်ရှိပါပြောလဲလက်ရဘက်ပြီးတဲ့ဟာကိုလက်ဝဲဘက်များကျမ်းစာကိုမြင်ပါတယ်တွေ့ပါတယ်ဒါပေမဲ့မကျင့်သုံးနိုင်ဘာလို့မကျင့်သုံးနိုင်လဲကျွန်တော်ကအလေးပေးမှုလူတွေရဲ့နှစ်သက်မှုလူတွေရဲ့ကိုယ်ချီးမြှောက်မှုကိုစာငတ်တောင်းဖခင်ရဲ့ချီးမြှောက်မှုပဲစာငတ်ရမှာစားလူတွေရဲ့ချီးမြှောက်မှုကျွန်တော်ကဘာလို့လဲစာငတ်တယ်အဲ့ဒါဖခင်ဘုန်းကိုလူယူတာဒါကြောင့်ဖခင်ဘုန်းကိုလူယူတော်သူမဖြစ်စေနဲ့ယောသက်ကလေငါရဲ့နာမည်ဘာမှမကြံခဲ့စေနဲ့အဲဂုတုမှာငါ့ကိုဘယ်သူမှမသိလဲဘာမှပြဿနာမရှိဘူးနောက်ဆုံးကုန်ပြောမယ်ငါအယိုးတွေကိုတော့အဲဂုတုမှာမထားခဲ့နဲ့ငါအယိုးတွေကိုပဲတည်သွားပါခါနန်ပြည်ကိုတည်သွားပါကြည်စမ်းအဲဂုတုမှာတကယ်ဆိုရင်ယောသရဲ့ပုံတူကြီးဘာလို့ရမလဲထုထားရမယ်ဟာဒါငါတို့ရဲ့ခေါင်းဆောင်ကြီးယောသကြီးဆိုပြီးတော့ဒါမို့နာမည်ရေးထားမယ်ဘွဲနာမတွေရေးထားရမှာကျောင်းသင်ခန်းစာထဲမှာတော့ထည့်သင်ရမှာဒါပေမဲ့ယောသအဲ့လိုလုပ်လားအတိတ်ပဲပါလေအဲဂုတုကိုလုံးဝမဆွဲလန်းအောင်ဆိုတဲ့အတိတ်ပဲဘယ်လောက်ထိမဆွဲလန်းလဲငါအယိုးတော်မှာဘာမှမထားခဲ့နဲ့အဲဂုတုမှာမထားခဲ့နဲ့ဘယ်ကိုတည်သွားပါခါနန်ပြည်ကိုတည်သွားပါအဲ့ဒီယောသရဲ့အယိုးတွေကိုအိုးထဲမှာထည့်ထားပြီးတော့ဟောတဲ့ဘသူကယူသွားရလဲဆိုရင်ねမောရှေကယူသွားရတယ်ဘယ်ကိုတည်သွားလဲခါနန်ပြည်ကိုတည်သွားတယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ချစ်တော်စီတိုင်းယောသအကြောင်းကြည့်တဲ့အခါမှာယောသမှာစီးတဲ့ဥစ္စာရှိလားမရှိလားကြွယ်ဝခြင်းနဲ့ဖျားပေးလားမပေးဘူးလားကြော်ကြားခြင်းဖျားပေးလားမပေးဘူးလားအောင်မြင်ခြင်းဖျားပေးလားမပေးဘူးလားဖျားပေးတယ်ဒါပေမဲ့ तू အဲ့ဒါကြီးဆွဲလန်းလားမဆွဲလန်းကျွန်တော်ကျမ်းစာထဲမှာကြည့်တဲ့သူတွေအားလုံးကလေဖျားသခင်ကြွယ်ဝခြင်းပေးတယ်ဒါပေမဲ့အဲ့ဒါကြီးသူတို့မဆွဲလန်းအောင်ဒါပေမဲ့ဒီနေ့ခေတ်ယုံကြည်သူတွေကအဲ့ဒါတွေဆွဲလန်းနေတာဖျားအောင်မဆွဲလန်းအောင်ဒီနေ့ကျွန်တော်ဘဝတက်တာထဲမှာကျွန်တော်လိုအပ်တဲ့ຢာတွေဖျားပေးမှာပါမပေးသေးရင်လေမလို့သေးလို့ပေါ့ဘာမှစိတ်ပြက်စရာဝမ်းနေစရာမရှိဘူးဖျားရှိခြင်းကကျွန်တော်တို့ပြည့်စုံခြင်းလို့သိသူတွေဖျားရှိခြင်းကကျွန်တော်တို့ကြွယ်ဝခြင်းလို့ကျွန်တော်ခံယူသူတွေကျွန်တော်တက်တာထဲမှာလိုအပ်မှုမရှိတော့အားလုံးပြည့်စုံတယ်နောက်တစ်ယောက်တော့ဒီတစ်ယောက်ပင်ကျွန်တော်နေကုန်ချုပ်ပါဘူးအင်မတန်မှချမ်းသာကြွယ်ဝတဲ့သူယောဘကြီးဖျားသခင်ကောင်းကြီးပေးလားမပေးဘူးလားဖျားပေးတယ်ဆိုတော့လေစာတန်အောင်သိတယ်ဒါကြောင့်မို့စာတန်ကဖျားသခင်ရဲ့လူတွေနဲ့ဖျားသခင်အစည်းအဝေးတွေကိုရောက်တဲ့ခါမှာမင်းဘယ်လာလဲတဲ့အာအရေးရနဲ့လဲပြီးလာတယ်မြေကြီးပေါ်မှာကျွန်တော်မရောက်တဲ့နေရာမရှိပါဘူးစာတန်မနက်ကပြောတယ်မင်းအဲ့ဒီမြေကြီးပေါ်မှာတဲ့ယောဘဆိုတဲ့ငါကျွန်တယောက်ကိုမတွေ့လားဟာတွေ့တာဗောတဲ့တွေ့တော့တဲ့အဲ့ဒီကျွန်ယောဘနော်တဲ့မြေကြီးပေါ်မှာသူများနဲ့မတူဘူးနော်တဲ့ဖခင်ကဘသူကြောင့်တတ်သိခံတာလဲယောဘအကြောင်းကိုဖခင်ပြန်တတ်သိခံတာယောဘကဖခင်အကြောင်းတတ်သိခံတာမဟုတ်တော့ဖခင်ကဘသူကြောင့်တတ်သိခံတာလဲယောဘအကြောင်းကိုတတ်သိခံတာတွေ့လားတဲ့ငါကျွန်ယောဘတဲ့မြေကြီးပေါ်မှာသူနဲ့တူတဲ့လူတယောက်မှမရှိဘူးတဲ့ဖခင်ကယောဘအကြောင်းကိုဘသူရှိမှတတ်သိခံနေရလဲဖခင်ကယောဘအကြောင်းကိုပြောတဲ့ခါမှာယောဘဘလောက်ချမ်းသာလဲဆိုတဲ့အရာပြောလားယောဘဘလောက်ကြွယ်ဝလဲဆိုတဲ့အရာပြောလားယောဘဘလောက်နာမည်ကြီးလဲဆိုတဲ့အရာပြောလားမပြောဘူးဖခင်ကစာတန်ရှိမှယောဘကိုဂုံယူတဲ့ခါမှာဖခင်ကဘာကိုဂုံယူတာလဲယောဘရဲ့ပိုင်ဆိုင်တဲ့စီးစိမ်ဥစ္စာကိုဂုံယူတာမဟုတ်အဲ့ဒါဖခင်ပေးထားတာယောဘရဲ့အောင်မြင်ကြော်ကြားခြင်းနဲ့ဂုံယူတာမဟုတ်အဲ့ဒါဖခင်ပေးထားတာဖခင်ကဘာဂုံယူတာလဲယောဘကအဲ့ဒီစီးစိမ်ဥစ္စာတွေအောင်မြင်ခြင်းတွေရှိနေပေမဲ့အဲ့ဒီပုံမှာမဆွဲလန်းဘူးငါကျွန်ယောဘသည်စုံလင်
ဖြောင့်မတ်ပြီဖခင်ဘယ်ပေါ်မှာဂုဏ်ယူတာလဲအေးယောဘရဲ့အသက်ရှင်ခြင်းလက္ခဏာကိုဂုဏ်ယူတာယောဘဘလို့အသက်ရှင်လဲဆိုတော့ဂုဏ်ယူတာယောဘဘာတွေပိုင်ဆိုင်လဲဆိုတဲ့အရာပေါ်မှာဂုဏ်ယူတာမဟုတ်ကျွန်တော်တို့ထင်တာကကျွန်တော်တို့ကြွယ်ဝရင်ဖခင်တော့ဂုဏ်တက်ပြီလို့ထင်တာကျွန်တော်တို့ပူချမ်းသာလေဖခင်သခင်ပို့ပြီးတော့ဂုဏ်ရှိလေလို့ထင်တာဟာကျွန်တော်တို့အကောင်းစားကားစီးနိုင်အကောင်းစားအင်ဂျီဝင်နိုင်ဖခင်ကပိုဂုဏ်ရှိပြီလို့ထင်တာဖခင်ရဲ့ဘုန်းထင်ရှားခြင်းဆိုတာသင်ရဲ့အကောင်းစားအင်ဂျီနဲ့လည်းမဆိုင်ဘူးအဲ့လိုပြောလို့အကောင်းစားအင်ဂျီဝတ်တာမှားတယ်မှန်တယ်လို့ကျွန်တော်ဆိုလိုတာမဟုတ်ဘူးမဆိုင်ဘူးလို့ပြောတာသင်ရဲ့အကောင်းစားကားစီးခြင်းမစီးခြင်းနဲ့လည်းမဆိုင်ဘူးစီးလို့လည်းရတယ်မစီးလို့ဘာပြဿနာဖခင်ပေးစီးမပေးလည်းမစီးနဲ့ဘာပြဿနာမရှိဘူးသင်ရဲ့ချမ်းသာကြွယ်ဝခြင်းနဲ့လည်းမဆိုင်ဘူးဖခင်သခင်ရဲ့ဘုန်းထင်ရှားခြင်းကသင်ရဲ့အသက်ရှင်ခြင်းလက္ခဏာနဲ့ပဲဆိုင်ဒါကြောင့်မို့သင်တို့သည်များစွာသောအသီးကိုတည်တော်အပြင်ငါခမည်းတော်သည်ဘုန်းထင်ရှားတော်မူ၍သင်တို့သည်လည်းငါ၏တပည့်ဖခင်ဘုန်းထင်ရှားခြင်းမထင်ရှားခြင်းဆိုတာသင်အသီးသီးခြင်းမသီးခြင်းနဲ့ပဲဆိုင်တယ်သင်ရဲ့ချမ်းသာခြင်းဆင်းရဲခြင်းနဲ့မဆိုင်ဘူးသင်ရဲ့ချမ်းသာခြင်းမချမ်းသာခြင်းနဲ့မဆိုင်ဘူးသင်ရဲ့အောင်မြင်ကြော်ကြားခြင်းမကြော်ကြားခြင်းနဲ့လည်းမဆိုင်ဘူးသင်ဟာဝိညာဉ်သဘောနဲ့ဝိညာဉ်အသီးတွေသီးပြီးတော့ဒီလောကကြီးထဲမှာအသက်ရှင်လားအသက်မရှင်လားအဲ့ဒါနဲ့ပဲဆိုင်ဒါကြောင့်မို့ယောဘကိုဖခင်ကဂုဏ်ယူတဲ့အခါမှာယောဘရဲ့စီးစိမ်ကိုဂုဏ်ယူအဲ့ဒါဖခင်ပေးထားတာယောဘရဲ့အောင်မြင်ခြင်းဖခင်ဂုဏ်ယူအဲ့ဒါဖခင်ပေးထားတာဒီနေ့ယောဘရဲ့အသက်ရှင်ခြင်းကိုဖခင်ဂုဏ်ယူတယ်တလောက်စီးစိမ်ကြော်ကြားမှုတွေပေးထားပေမဲ့အဲ့ဒါတွေကိုမဆွဲလန်းဘူးတဲ့ငါရဲ့အသက်နဲ့အသက်ရှင်တယ်တဲ့စုံလင်ဖြောင့်မတ်တယ်ဘာလို့ဖခင်ကအဲ့ဒီစုံလင်ဖြောင့်မတ်ခြင်းကိုဂုဏ်ယူရတာလဲစုံလင်ဖြောင့်မတ်ခြင်းဆိုတဲ့သဘောကလူမှမရှိဘူးစုံလင်ဖြောင့်မတ်ခြင်းဆိုတဲ့သဘောကဘယ်သူမှမရှိသလားဖခင်မှမရှိတယ်ဒါမှမဟုတ်ကျမ်းစာတစ်ပိုက်ကဒီလိုပြောတယ်ဖြောင့်မတ်တော်သူမရှိတရားမှမရှိကောင်းသောအကျင့်ကိုကျင့်တော်သူမရှိမြေကြီးပေါ်မှာပုထုဇဉ်လူသားမှန်ရင်ဖခင်ရှေ့မှာမွေးကလေးကအပြစ်သားဖြစ်သောကြောင့်လူသားအလုံးဒီဘလောက်ကောင်းကောင်းမစုံလင်ဘူးမဖြောင့်မတ်ဘူးစုံလင်ဖြောင့်မတ်ခြင်းကဘယ်သူစီမှာပဲရှိလဲဖခင်စီမှာပဲရှိတယ်ဒါကြောင့်ယေရှုကိုသင်ယုံတော့မှသင်ကိုဖခင်ကဘယ်လိုသတ်မှတ်တာလဲအဲ့ဒီယုံကြည်ခြင်းပေါ်မှာမင်းကဖြောင့်မတ်တယ်လို့သတ်မှတ်လိုက်တာဒါကြောင့်အာဗြဟံသည်ဖခင်ကိုယုံတဲ့အတွက်ကြောင့်သူ့ရဲ့ယုံကြည်ခြင်းကိုဖခင်ကဘယ်လိုသတ်မှတ်လဲဖြောင့်မတ်တယ်လို့သတ်မှတ်တယ်ဘာဖြစ်လို့လဲအဲ့ဒီဖခင်ကိုယုံတဲ့ယုံကြည်ခြင်းကိုပဲဖခင်ကဘယ်လိုသတ်မှတ်တာလဲဖြောင့်မတ်တယ်ဒါကြောင့်ဖြောင့်မတ်ခြင်းကဘသူရဲ့လက္ခဏာဖခင်ရဲ့လက္ခဏာဘသူရဲ့အသက်ဖခင်ရဲ့အသက်အဲဟိုယောဘသည်မြေကြီးပေါ်မှာရှိနေပေမဲ့သူ့ရဲ့ဇာတိအသက်နဲ့အသက်မရှိဘူးဘသူအသက်နဲ့အသက်ရှင်တာလဲဖခင်ရဲ့အသက်နဲ့အသက်ရှင်တာဒါကြောင့်ဖခင်ကဂုဏ်ယူတယ်ယောဘကြီးကဘာလို့လဲစုံလင်ဖြောင့်မတ်တယ်အဲ့ဒါဘသူသဘောနဲ့အသက်ရှင်လို့ဖခင်သဘောနဲ့အသက်ရှင်လို့အဲ့ဒီအချိန်မှာစာတန်ကဘာပြန်ပြောလဲဟာစုံလင်ဖြောင့်မတ်မှာပေါ့ကိုတော်ကကောင်းကြီးပေးထားတာကိုကိုတော်ကကြွယ်ကာထားတာကိုတော်ကသိုးတွေနွားတွေကိုဘာလို့လဲများပြားစေတာကိုဒီနေ့ယောဘကဖះကိုကိုးကွယ်တဲ့ခါမှာအဲ့ဒီလောကရာတွေရှိနေလို့ဖះကိုကိုးကွယ်တာလားမဟုတ်ပါဘူးသူ့ရဲ့အသက်တာထဲမှာအဲ့ဒီပုံမှာဆွဲလန်းတဲ့စိတ်မရှိဘူးသူဖះကိုပဲဆွဲလန်းတာဖြစ်တယ်ဒါကြောင့်မို့စာလံကပြောလဲယောဘသည်တဲ့အကျိုးမရပဲဖះဝတ်ကိုပြုသလိုတဲ့ယောဘအကျိုးမရပဲနဲ့ဖះရှိခိုးနေရလားအဲ့ဒါဘယ်သူဆွဆွဲတာလဲစာလံဆွဆွဲတာစာလံတွေ့ဘူးတဲ့လူတွေအားလုံးစာလံတွေ့ဘူးတဲ့ယုံကြည်သူတွေအားလုံးကဘာရလို့ဘုရားကိုကိုးကွယ်နေတာလဲအကျိုးရခြင်းလို့ဘုရားကဘာလုပ်နေရလဲသူကြည့်ပြီးသွားပြီမြေကြီးပေါ်မှာအများကြီးသူတွေ့ခဲ့ဘုရားကိုကိုးကွယ်နေတာကိုတော့ပါလဲကိုတော့ကိုးကွယ်တယ်ဆိုတာကိုတော့ကိုချစ်လို့များထင်နေလားကိုတော့ကိုမှန်တော့ဘုရားဆိုပြီးတော့ကိုးကွယ်တာများထင်နေလားလူတွေကကိုတော့ကိုကိုးကွယ်တယ်ဆိုတာသူတို့ချမ်းသာခြင်းလို့သူတို့ချမ်းသာခြင်းညလို့ဟာသူတို့လောကရာတွေဘာလို့လဲပိုင်ဆိုင်ခြင်းညလို့ကိုတော့ကိုးကွယ်နေတာကိုတော့ကိုးကွယ်ခြင်းလို့ကိုးကွယ်တာမဟုတ်တခုခုလိုခြင်းလို့ကိုတော့စီကဘာရမလဲဆိုပြီးတော့ရလို့တဲ့စိတ်နဲ့ကိုးကွယ်နေကြတာအဲကြောင့်မို့စာတန်ကယောဘသည်အကျိုးမရပဲဖျားဝတ်ကိုပြုသလိုဖျားကဘာလို့လုပ်ကြတာလဲငါ့ကိုချစ်တဲ့စိတ်နဲ့ပဲကိုးကွယ်ဖို့နံဝိညာဉ်နဲ့၎င်းသစ္စာနဲ့၎င်းဖျားကိုအတွင်းဝိညာဉ်ထဲကနေချစ်တဲ့စိတ်နဲ့ဖျားကိုသစ္စာနဲ့သစ္စာဆိုတာဘာလဲအခြေအနေတွေပြောင်းသွားပါလိမ့်စေဖျားပေါ်မှာထားတဲ့စိတ်သဘောထားကတော့ဘယ်တော့မှမပြောင်းသွားအောင်နိုင်ငံရေးလူမျိုးရေးစီးပွားရေးကိုယ့်ရဲ့အခြေအနေတွေအားလုံးပြောင်းပါလိမ့်စေငါဖျားကိုပဲဆက်ပြီးတော့မလုပ်မလဲကိုးကွယ်မယ်ဖျားခင်ကိုပဲဆက်ပြီးတော့ငါယုံကြည်မယ်အခြေအနေတွေငါနားမလဲဘူးဒါပေမဲ့ဖျားခင်ငါ့ကိုအကောင်းဆုံးပြင်ဆင်လာတယ်အဲ့ဒါအခြေအနေတွေပြောင်းမိမဲ့စိတ်သဘောထားမပြောင်းလဲခြင်းကိုသစ္စာလို့ခေါ်တယ်
ဒါကြောင့်ဘုရားသခင်ကိုးကွယ်တဲ့အခါမှာနံဝိညာဉ်နဲ့လည်းကောင်းသစ္စာနဲ့လည်းကောင်းကိုးကွယ်ကိုဘုရားကအလိုရှိတာဖြစ်တယ်အဲ့တော့ဘုရားသခင်ကကောင်းပြီတဲ့မင်းယောဘကိုစုံစမ်းတယ်ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်မထိစေနဲ့ဟောစာတန်ကဘယ်ပြောကောင်းမလဲတရက်ထဲမှာယောဘသားသမီး10ယောက်အကုန်တပ်ပလိုက်တယ်အဲ့တရက်ထဲမှာပဲယောဘအစီအစဉ်ဥစ္စာအားလုံးမလုပ်လိုက်လေအကုန်ဖယ်ရှားပလိုက်ယောဘနေချင်းညချင်းမှာဖြစ်သွားတယ်တကယ်တထေးကြီးကနေစင်ရတာဖြစ်သွားတကယ်ပျော်စရာကောင်းတဲ့မိသားစုကိုပိုင်ဆိုင်တဲ့ဘဝကနေသူ့သားသမီးတယောက်မှာဟာဘဝရဲ့အထီးကျန်သွားဘဝရဲ့ခါသီးသွားဘဝမချိုမြိန်တော့ပျော်စရာတွေစိတ်တုံးသွားဟာဘလို့ဖြစ်တာလဲဒါပေမဲ့ယောဘဖះကိုနှုတ်နေတော့မပြစ်မှားဘူးတဲ့ကျမ်းစာကြီးလာပြန်အောင်စာတန်ဘုရားသခင်တွေ့လာတဲ့ငါကြုံယောဘမင်းကအကြောင်းမရှိဘဲနဲ့စုံစမ်းဖို့ခွင့်တောင်းလို့သာငါဘာလုပ်လိုက်တာလဲခွင့်ပြုလိုက်တာတဲ့ဒါပေမဲ့ငါကြုံယောဘငါပေါ်မှာသစ္စာမဖောက်သွားအောင်ဖြောင့်မတ်ခြင်းတရားကိုသူဆွဲလန်းနေတော့မယ်ဒါကြောင့်မို့စာတန်ကဘာဆက်ပြောလဲဆိုရင်တော့လူဆိုတာကိုအချစ်ဆုံးပါသူခန္ဓာကိုယ်မထိသေးလို့ပါခန္ဓာကိုယ်မှာယောဂတွေဖြစ်ကြည့်ပါလားဘုရားကဘာလို့သွားမလဲဒါကြောင့်မို့ယောဘဤခန္ဓာကိုယ်မှာဘာတွေပေါက်လဲနှစိမ့်နဲ့ဥကောင်းအစားခြေပြားထိအိုးချမ်းပဲ့နဲ့ကုတ်အနှစိမ့်ဖြစ်လာဘုရားနဲ့မှားလို့မဟုတ်တော့ဘုရားနဲ့မှန်ရဲ့သားနဲ့အခက်ခဲတွေဘာလို့လဲတခုပြီးတခုရောက်တာဒါပေမဲ့ယောဘဘုရားသခင်ပေါ်မှာသစ္စာမဲ့သွားလားသူ့မိမဘာပြောသလားအခုချိန်ဒီတဲ့အဲ့ဒီဖြောင့်မတ်ခြင်းတရားကိုဆွဲလန်းနေတော့မယ်လားတဲ့ဖះကိုကြိမ်ဆဲပြီးတော့မင်းဘာလုပ်လိုက်တော့သေလိုက်တော့တဲ့မင်းဖះကိုမင်းကြိမ်ဆဲလိုက်တော့တဲ့မင်းဖះကောင်းကျိုးမပေးတဲ့ဖះတဲ့ဩဖះကောင်းကျိုးယောဘဘာပြောလဲဖះသခင်စီကချမ်းသာဒုက္ခကိုခံစားရပြီးတော့ဒုက္ခဆင်းရဲခြင်းကိုလည်းမခံယူရသလိုတဲ့ဖះပေးတဲ့ရာမင်းကောင်းတာတွေပဲလိုချင်တာလားတဲ့ဖះသခင်တခါတည်းမှာသင်မင်းလွန်မှုတဲ့ခြံဝန်းနဲ့ခေါ်သွားရင်လေဟာမကြီးတွားနဲ့လေဖះကိုယုံကြည်ပြီးတော့ဖြတ်သွားလေအဲဒါမို့ယောဘကဖះပေါ်မှာသစ္စာမပြောက်ဘာအောင်ဆွဲလန်းတော့ဘဲလဲဖြောင်းမတ်ခြင်းတရားကိုဒါကြောင့်မို့ယောဘသည်လောကစည်းစိမ်ကိုဆွဲလန်းတာလားဖះကိုဆွဲလန်းတာလားဖះကိုဆွဲလန်းတဲ့အတွက်ကြောင့်အချင်းတွေပြောင်းသွားပြီမဲ့သူ့ရဲ့သဘောထားဖះပေါ်မှာထားတဲ့သဘောထားပြောင်းသွားလားသစ္စာနဲ့ဖះကိုဘာလို့ဆိုဆက်ပြီးတော့ကိုးကွယ်နေစေဖြစ်တယ်ဖះသိတဲ့သဘောကြဒါကြောင့်မို့အဆုံးသတ်မှာယောဘကိုနှစ်ဆသောကောင်းကြီးမြင်လာတယ်ဖះကဘာလို့စီလဲသူ့ရဲ့ဇလန်းကိုအဆုံးသတ်စေတယ်။ကြောင့်မို့ယေရှုကိုရတဲ့ခါမှာဘာကိုရလဲအသက်ကိုရတယ်။အဲ့ဒီအသက်ကိုဖះကကျွန်တော်တို့အထဲမှာရှင်သန်စေချင်တာဖြစ်တယ်။ဒါကြောင့်မို့ယေရှုကငါသည်ဘာလဲကောင်းသောသိုးရင်းဖြစ်တယ်တဲ့အသိုးတို့ကိုအသက်လွတ်ယုံများမကအထူးသဖြင့်အသက်နဲ့ပြည့်စုံစေခြင်းကဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာဖះကဘသူ့အသက်နဲ့ရှင်စေခြင်းတာလဲဖះရဲ့အသက်နဲ့ရှင်စေခြင်းတာဒါကြောင့်မို့ငါသည်ကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌အဲ့ဒီခရစ်တော်ရဲ့အသက်နဲ့ရှင်မယ်ဆိုရင်ဘုရားဘုန်းတော်ထင်ရှားမှာဘုရားသင်ကိုနှစ်သက်မှာဖြစ်တယ်သင်ရဲ့စီးစိမ်ဥစ္စာတွေပေါ်မှာဘုရားကသင်ကိုနှစ်သက်တာမဟုတ်ဘူးနော်ဘုရားကဂုဏ်ယူတာသင်ဘာအသက်နဲ့ရှင်လဲဆိုတဲ့ပုံမှာဘုရားကဂုဏ်ယူတာဖြစ်တယ်အဲ့ဒီခရစ်တော်ရဲ့အသက်နဲ့ရှင်ဖို့ဘုရားကအလိုရှိတာဖြစ်တယ်အဲ့ဒါကဘာဦးရဲ့ပြင်ဆင်လာတာဒါကြောင့်မို့ကဘာဦးအေရင်ဥယျာဉ်ထဲမှာအပင်ဘယ်နှပင်လဲအလဲမှာနော်အလဲမှာတခြားနေရာမှာတော့အပင်တွေအများကြီးအလဲတဲ့ထဲမှာ2ပင်ပဲရှိတယ်ကောင်းမကောင်းသိကျွမ်းရအပင်နဲ့ဘုရားဘာအပင်ရဲ့အသီးကိုစားသိကြတာဟမ်အသက်ပင်ရဲ့အသီးကိုစားသိကြတာကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသီးကိုဘာမလုပ်စေချင်လဲမစားသိချင်ဘူးဒါပေမဲ့အာလန်နဲ့အေးဝါဘာလုပ်လဲရွေးချယ်လိုက်တယ်အဲ့ဒါကြောင့်မှားယွင်းသွားအဲ့ဒီမှားယွင်းသွားတဲ့ຢာကိုဘသူကပြန်ဆက်ပေးလဲတပါးဒီယောသားတော်ကိုစစ်လွတ်ပြီးတော့ယေရှုခရစ်တော်ဘုရားကဥယျာဉ်တစ်ခုမှာမှားယွင်းခဲ့တဲ့ကိစ္စကိုဥယျာဉ်တစ်ခုမှာပြန်ပြီးတော့အဆုံးသတ်ပေးလိုက်တယ်ဘယ်ဥယျာဉ်မှာမှားယွင်းခဲ့လဲအေဒင်ဥယျာဉ်ဒါကြောင့်ဥယျာဉ်3ခုရှိတယ်နံပါတ်1ပါဥယျာဉ်လဲအေဒင်ဥယျာဉ်မှာအသက်ပင်ကိုမရွေးဘဲနဲ့ကောင်းမကောင်းသိကျွမ်းရအပင်ကိုရွေးတဲ့ကြောင့်လူသားအလုံးဒီဘယ်ထဲမှာကျဆင်းသွားလဲကောင်းမကောင်းဆိုတဲ့အဖြစ်ထဲမှာကျဆင်းသွားတယ်ဘာလဲကောင်းမကောင်းဒါကြောင့်မို့ကျွန်တော်တို့ကဘာနဲ့ပဲဆုံးဖြတ်လဲသလားကောင်းမကောင်းနဲ့ပဲဆုံးဖြတ်တာကျမ်းမာရင်ကောင်းကြီးမင်္ဂလာပဲမကျမ်းမာရင်ကောင်းကြီးမင်္ဂလာမဟုတ်တော့ချမ်းသာရင်ပတ်ဆိုင်ရှိရင်ကောင်းကြီးမင်္ဂလာဟာအခက်ခဲတွေရှိရင်အဲ့ဒါကောင်းကြီးမင်္ဂလာမဟုတ်တော့ယောဘအဲ့လိုမခံယူတော့အစင်ပြေလဲကောင်းကြီးမင်္ဂလာအစင်မပြေလဲဖះပေါ်မှာသစ္စာမပြတ်တော့အချိန်နေနဲ့မဆိုင်ဘူးအချိန်နေနဲ့မဆိုင်ဒါမှမဟုတ်ကျွန်တော်ယောဘကဲ့သို့ဖះရဲ့အသက်နဲ့ရှင်ဖို့အချိန်နေတိုင်းမှာဖះအဲ့လိုရှိတာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ငကိုတော့နားလဲကောင်းကြီးမင်္ဂလာဆိုတာက
ကောင်းတဲ့အခြေအနေနဲ့တွဲနေတယ်လို့ကျွန်တော်နားလည်တာတကယ်တော့ကောင်းကြီးမင်္ဂလာဆိုတာကောင်းတဲ့အခြေအနေနဲ့တွဲတာမဟုတ်ကောင်းကြီးမင်္ဂလာဆိုတာကောင်းမြတ်တဲ့ဖခင်နဲ့တွဲတာပြန်ပြောပြမလို့ကောင်းကြီးမင်္ဂလာဆိုတာကောင်းတဲ့အခြေအနေနဲ့တွဲတာမဟုတ်ကျမ်းမာတဲ့အခြေအနေအစဉ်ပြေတဲ့အခြေအနေနိုင်ငံရေးလူမှုရေးစီးပွားရေးအားလုံးအဖက်ဖက်ကနေအစဉ်ပြေနေတဲ့ကောင်းတဲ့အခြေအနေနဲ့ကောင်းကြီးမင်္ဂလာတွဲထားတာမဟုတ်ကောင်းကြီးမင်္ဂလာဆိုတာကအစဉ်ပြေသည်ဖြစ်စေအစဉ်မပြေသည်ဖြစ်စေကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေပတ်စံရှိသည်ဖြစ်စေမရှိသည်ဖြစ်စေအခြေအနေတိုင်းမှာကောင်းမြတ်တဲ့ဖခင်ရှိခြင်းကကောင်းကြီးမင်္ဂလာပဲဒါကြောင့်ကောင်းကြီးမင်္ဂလာဆိုတာဘာနဲ့တွဲနေတာလဲကောင်းမြတ်တဲ့ဖခင်နဲ့တွဲနေတာဖြစ်တယ်ဒါကြောင့်ကောင်းမြတ်တဲ့ဖခင်နဲ့အခြေအနေတိုင်းမှာသင်အသက်ရှင်တတ်ဖို့အင်မတန်အရေးကြီးတာဖြစ်တယ်ဒါကြောင့်ဥယျာဉ်တစ်ခုမှာကြဆင်းသွားတဲ့အဲ့ဒီအပြစ်ထဲမှာကြဆင်းသွားတဲ့ရွေးချယ်မှုမှားသွားတဲ့အရာကိုဥယျာဉ်တစ်ခုမှာသခင်ယေရှုကပြန်ပေးဆက်ခဲ့တယ်သင်အလိုဝင်ခံရမှာလားဖခင်အလိုဝင်ခံရမှာလားကျွန်တော်အများစုကဘာအလိုပဲဝင်ခံလဲကိုဖြစ်ချင်တာမလားဘုရားခင်ဒီတိုက်ကိုယေရှုနာမနဲ့သိမ့်ပိုက်ဘုရားခင်ဒီကားကိုယေရှုနာမနဲ့သိမ့်ပိုက်ဘုရားဒီမြေကိုယေရှုနာမနဲ့အဲ့ဒါဘုရားလိုလားကိုလိုလားကိုလိုချင်တာပဲရှောက်သိမ်းတာအချို့လည်းသိမ်းတာလွန်သွားတယ်နော်တခါတော့အိမ်တွေရောက်သွားအိမ်တွေရောက်သွားတော့ဟာအဲ့ဒီဆရာအဲ့လိုသိမ်းတာအရန်ဝါသနာပါတော့ဟာအိမ်ကကောင်းလိုက်တာယေရှုနာမနဲ့သိမ့်ပိုက်ဟာဆရာမလုပ်ပါနဲ့ဒါကျွန်တော်အိမ်မှာတဲ့နော်ဟာတွေးသမျှသူများအိမ်ရှောက်သိမ်းတာဟိုကအိမ်ရှင်ကလေထမင်းလဲခေါ်ကြွေးရသေးတယ်ယေရှုနာမနဲ့သိမ့်ပိုက်တယ်ဆိုတော့ဟိုကအိမ်ဘွားပဲဆင်းပေးရမလို့ဖြစ်လာနော်အော်သိန်းတာလည်းကြည်သိန်းအောင်သူများပစ္စည်းတွေနော်ကျွန်တော်တခါလေးကြိုင်နော်ယေရှုနာမနဲ့အကုန်လျှောက်သိန်းတာကဲသင်ပိုင်တဲ့ဟာသူများလာသိရင်သင်ကျင်တတ်ပါမလားအေးအဲ့ဒါနော်ကျွန်တော်ခရစ်ယာန်တွေ့သမျှအကုန်သိန်းတာကျွန်တော်မှားနေတာကိုလိုတဲ့အရာကိုဝေခံသိမ့်ပိုက်ရတာမဟုတ်ဖျားအလိုတော်ဘာလို့ရတာလဲအဲ့လိုပြောလို့သင်လိုတဲ့အရာတွေဖျားကိုမဖော်ပြရအောင်လို့ကျွန်တော်မဆိုလိုပါဘူးသင်လိုတဲ့အရာတွေဖျားကိုဖော်ပြပါယေရှုလည်းဤခွက်ကနေလွန်ရင်လွန်သွားပါစီလို့ဖော်ပြတာဖော်ပြဘူးလားဒါပေမဲ့ तू ဘလို့အဆုံးသတ်လဲကျွန်ုပ်အလိုတိုင်းခမည်းတော်ဖခင်ရဲ့အလိုတိုင်းဒါကြောင့်မို့သင်ဟာဘာဝင်ခံရမှာလဲဖခင်ရဲ့အလိုတော်ဘာလုပ်ရမှာလဲဝင်ခံရမှာယေရှုသာဒီနေ့ခရစ်ယာန်တွေလိုမျိုးစိတ်တော်ထားရှိခဲ့ရင်ယေရှုနာမနဲ့အဲ့ဒီကားတိုင်းလမ်းကိုကြော်ယေရှုနာမနဲ့ကားတိုင်းမှာအသေးခံတယ်ဆိုတာပဲမဖြစ်စေနဲ့ဥယျာဉ်မှာဝင်ခံခဲ့တဲ့အတွက်ကြောင့်နောက်ထပ်ဥယျာဉ်တစ်ခုကျွန်တော်တို့ကအဲ့ဒီအေဒင်ဥယျာဉ်မှာဆုံးရှုံးသွားတယ်အသက်ပင်ရဲ့အသီးကိုတဲ့ငါရဲ့ပရဒိတုဘုံမှာအသက်ပင်ရဲ့အသီးကိုဘာလို့ခွင့်ရလဲစားခွင့်ရတယ်ကြည်စံဥယျာဉ်ဘယ်နှခုလဲအေဒင်ဥယျာဉ်ဂေသရှိမန်ဥယျာဉ်ပရဒိတုဥယျာဉ်အဲ့ဒီပရဒိတုဘုံမှာရှိတဲ့ဥယျာဉ်မှာရှိတဲ့အသက်ပင်ရဲ့အသီးကိုစားရတဲ့ခွင့်ကိုဘုရားကပြင်ဆင်ပေးတယ်အဲ့ဒါကအဲ့ဒီပရဒိတုဘုံမှာဥယျာဉ်မှာရှိတဲ့အသက်ပင်ရဲ့အသီးဆိုတာအသက်ပင်ဆိုတာဘယ်သူပြောတာသလားပုံဆောင်ချက်ဖြစ်တယ်နော်ဗျာဒိတ်ကျမ်းကဘာနဲ့ရေးထားလဲနဂါးဆိုတာကတကယ်နဂါးယူပြောချင်တာမဟုတ်နဂါးဆိုတာ तू ဆိုလိုချင်တဲ့လူပုဂ္ဂိုလ်တယောက်ရှိနေတယ်တော့ဗျာဒိတ်ကျမ်းဒီဘာနဲ့ရေးတာလဲပုံဆောင်ချက်တွေနဲ့ရေးထားတာနော်အဲ့ဒီပရဒိတုဥယျာဉ်မှာရှိတဲ့အသက်ပင်ကဘယ်သူ့ယဉ်ညွှန်းတာလဲအသက်ရဲ့အရင်းမြစ်ဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကဘာလုပ်နေရလဲရည်ညွှန်းနေတာတနည်းအားဖြင့်ကျွန်တော်တို့ကပရဒိတုဘုံရောက်တဲ့ခါမှာကျွန်တော်အသက်တာဘာလုပ်သွားမလဲပြေဝါစုံလင်တဲ့အကျိုးကိုဘာလုပ်ရမလဲခံစားရမှာဖြစ်တယ်အသက်နဲ့ပြည့်သွားတာဒါကြောင့်မို့အဲ့ဒီအရာကိုဒီလောကခန္ဓာကိုယ်ရှိတဲ့အချိန်မှာပင်လေဘုရားကသိုးတွေကိုအသက်လို့ရမှာမကအသက်နဲ့ပြည့်ဖို့ဘုရားကပြင်ဆင်ထားတာဖြစ်တယ်ဒါကြောင့်မို့သင်ကကောင်းဝင်နိုင်ငံမရောက်ခင်တည်းကဒီလောကမြေကြီးမှာတည်းကကောင်းဝင်နိုင်ငံရဲ့အရာသာကိုခံစားရဖို့ဘုရားပြင်ဆင်ထားတယ်အဲ့ဒီကောင်းဝင်နိုင်ငံရဲ့အရာသာကိုလည်းလောကသားတွေကိုပြန်ပြီးတော့ဝေမျှဖို့ဘုရားကအလိုရှိတာဖြစ်တယ်ဒါကြောင့်မို့ယောဘသည်ကောင်းဝင်နိုင်ငံမရောက်သေးဘူးဘာမှပဲရှိသေးလဲမြေကြီးပေါ်မှာပဲရှိသေးတယ်ဘုရားကပြောလဲမြေကြီးပေါ်မှာရှိတော်သူတယောက်နဲ့မှယောဘသည်မတူဘူးတဲ့ဘာကြောင့်လဲမြေကြီးပေါ်မှာရှိပေမဲ့မြေကြီးအသက်ဆိုတဲ့ဇာတိအသက်နဲ့အသက်ရှင်တာမဟုတ်ဘူးမြေကြီးပေါ်မှာရှိပေမဲ့ကောင်းကင်အသက်ဖခင်ရဲ့အသက်ဆိုတဲ့အဲ့ဒီအသက်ပင်ခရစ်တော်ရဲ့အသက်နဲ့ဘာလို့တော်သူရှင်သန်တော်သူဖြစ်တယ်ဒီနေ့ကျွန်တော်ဒီမြေကြီးပေါ်မှာရှိပေမဲ့ဖခင်အသက်နဲ့ရှင်ဖို့ဖခင်ကအလိုရှိတာဖြစ်တယ်အဲ့ဒီဖခင်အသက်နဲ့ရှင်တော်သူရဲ့အသက်တာကလေဖခင်ဘုန်းတော်ထင်ရှားခြင်းရှိတယ်ဖခင်သခင်ရဲ့နှစ်သက်ခြင်းကိုခံစားမှာဖြစ်တယ်ဒီနေ့အဲ့ဒီဖခင်အသက်နဲ့ရှင်ခြင်းအပြင်ကျွန်တော်အသက်တာကပြေဝဆုံနေတဲ့အကျိုးကိုခံစားဖို့ဖခင်ကပြင်ဆင်ထားတာဖြစ်တယ်ဒါကြောင့်မို့လောကခဏတာအသက်ရှင်တဲ့အခါမှာယေရှုကဒီနေ့မနက်ခင်းမှာနှစ်ချက်ငါသည်တကားဝါဖြစ်တယ်ဒါကြောင့်မို့ယေရှုကသိုးရဲ့တကားဝါဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဘုရားကသင်ရဲ့တကားဝါဖြစ်ရင်သင်ရဲ့အသက်တာထဲမှာဘေးအန္တရာယ်
စိုးရင်စရာမရှိဘူးဘေးရန်နဲ့ကင်းလို့မယ်ဘာကြောင့်လဲအဲ့ဒီတကားဝါကဘသူကိုယ်တိုင်ဖြစ်နေလဲယေရှုကိုယ်တိုင်ဖြစ်တယ်တိုးရင်းကြီးကိုယ်တိုင်ဖြစ်နေတဲ့ခါမှာဘေးရန်နဲ့ကြောက်စရာရှိလားမရှိဘူးဘေးရန်နဲ့ကိုကြောက်စရာအကြောင်းမရှိပါဘူးကိုတော်ဒီကျွန်တော်နဲ့အတူရှိနေတယ်ဒါမှမဟုတ်ယေရှုကငါတကားဝါဖြစ်တယ်မင်းကငါဘာလို့မှလဲကိုယ်ကာမှာဖြစ်တယ်မားစားမှာဖြစ်တယ်ဒါကြောင့်မို့သခင်ယေရှုရဲ့ငါဒီတကားဝါဆိုတဲ့အဲ့ဒီသူ့ရဲ့ဖြစ်ခြင်းကကျွန်တော်တို့ဘာလုပ်မယ်လို့ပြောနေတာလဲကိုယ်ကာမယ်လို့ပြောနေတာကျွန်တော်တို့ကိုစိမ့်လန်းသောချက်စားရက်ကိုပို့ဆောင်မယ်လို့ဘုရားကပြောနေတာဖြစ်တယ်နောက်တစ်ချက်ငါဒီကောင်းသောတိုးရင်ဖြစ်တယ်လို့ပြောနေရခြင်းကငရဲကနေလွတ်ဖို့အတွက်ပဲမဟုတ်ဘူးတဲ့အထူးသဖြင့်ဗာနဲ့ပြည့်စုံဖို့အသက်နဲ့ပြည့်စုံဖို့အဲ့ဒီအသက်နဲ့ပြည့်စုံတယ်ဆိုရင်အတိတ်ပဲပါလေရွှေငွေလောကစည်းစိမ်နဲ့ပြည့်စုံတယ်ပြောချင်တာလားမဟုတ်ဘူးအဲ့ဒီအသက်နဲ့ပြည့်စုံတယ်ဆိုရင်တကယ်စစ်မှန်တဲ့ကြွယ်ဝခြင်းကဘယ်သူနဲ့ပြည့်သွားတာလဲယေရှုခရစ်တော်နဲ့အသက်တာထဲမှာပေါသွားလဲပြည့်သွားတာအဲ့ဒီယေရှုနဲ့ပြည့်သွားတဲ့အခါမှာထာဝရဘုရားသည်ငါ၏တိုးရင်ဖြစ်တော်မူ၏ငါသည်ဆင်းရဲခြင်းခံစရာအကြောင်းမရှိတော့သင်ရဲ့ဘဝအသက်တာထဲမှာဘာဆင်းရဲခြင်းမှခံစရာအကြောင်းမရှိတော့ဘာကြောင့်လဲယေရှုခရစ်တော်ဘုရားသည်သင်ရဲ့တိုးရင်ဖြစ်နေလို့ယေရှုသည်သင်ရဲ့ချမ်းသာခြင်းဖြစ်နေလို့သင်ရဲ့အသက်တာထဲမှာယေရှုရှိခြင်းကသင်ရဲ့ချမ်းသာလို့သင်ဟာဆင်းရဲခြင်းခံစရာအကြောင်းမရှိတော့ယေရှုရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းလို့သင်သိမှတ်ယုံကြည်ရင်သင်ဟာဘယ်တော့မှကြာရှုံးတော့သူမဟုတ်တော့ယေရှုရှိခြင်းကသင်ရဲ့အောင်မြင်ခြင်းလို့သင်ခံယူရင်သင်ဟာအောင်မြင်သောအသက်တာနဲ့ဒီလောကကြီးထဲမှာအသက်ရှင်နိုင်မှာဖြစ်တယ်ပတ်စံရှိခြင်းကသင်ရဲ့ချမ်းသာလို့သတ်မှတ်နေသွေးသင်လိုအပ်နေမှာဖြစ်တယ်လောကနယ်ပယ်တစ်ခုခုမှာအောင်မြင်ခြင်းလို့သင်သတ်မှတ်နေသွေးသင်ဟာအောင်မြင်အောင်ကြိုးစားရုန်းကန်တွန်းထိုးနေအောင်မှာဖြစ်တယ်ယေရှုရှိခြင်းဟာသင်ရဲ့ပြည့်စုံခြင်းလို့ဝန်ခံပြီးတော့အသက်တာမှာအဲ့ဒီယေရှုကိုအပြည့်အဝနေရာပေးလိုက်ပါသင်ရဲ့နှလုံးသားပလင်မှာခရစ်တော်ကိုအုပ်စိုးခွင့်ပေးလိုက်ပါအဲ့ဒီခရစ်တော်နဲ့ပြည့်ပြီဆိုရင်အသက်နဲ့ပြည့်စုံသောအသက်တာနဲ့ဒီလောကမြေကြီးမှာပင်လင်ကောင်းဝင်နိုင်ငံရဲ့အရာတော်ကိုသင်ခံစားမှာဖြစ်တယ်နေ့ရက်တိုင်းမှာလိုအပ်မှုမရှိသောအသက်တာနဲ့သင်ကအသက်ရှင်နိုင်မှာဖြစ်တယ်နေ့ရက်တိုင်းမှာသင်အားဖြင့်ဖျားပုံးလေးထင်ရှားမှာဖြစ်တယ်မြေကြီးပေါ်မှာနေပေမဲ့မြေကြီးသားကဲ့သို့အသက်မရှင်တော့ကောင်းကင်သားကဲ့သို့ဘသူရဲ့အသက်နဲ့ဖျားရဲ့အသက်နဲ့နော်ဒါကြောင့်မို့ကျွန်တော်ကခန္ဓာကိုယ်အသွေးသားအသက်ရှိတယ်ဒါပေမဲ့အဲ့ဒီအသက်နဲ့ရှင်ဖို့ဖျားလို့တော့မရှိဘူးအထဲထဲကဝိညာဉ်ကိုရှင်သန်ခွင့်ပေးတယ်ဘသူရဲ့အသက်လဲဖျားရဲ့အသက်ယေရှုရဲ့အသက်နဲ့ရှင်ဖို့ဒါကြောင့်မို့အဲ့ဒီဖျားရဲ့အသက်နဲ့ရှင်သောသူရဲ့အသက်တာကိုသာဖျားကနှစ်သက်တာဖြစ်တယ်ဒါကြောင့်မို့လောကခဏတာမှာမြေကြီးပေါ်မှာရှိနေပေမဲ့ဖျားရဲ့အသက်နဲ့ရှင်သောသူများဖြစ်စေပြီးတော့ဖျားဘုန်းလေးထင်ရှားသောသူများဖြစ်စေဖို့ဝင်ကားပါတယ်အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေအာမင်